သဘင်ရှိရာသို့တရားလူခံရန်ရောက်ရှိလာကြသည့်မျိုးကောင်းသားမျိုးကောင်းသမီးပေါင်းသူတော်ကောင်းတို့အားဓမ္မဒါနအမတဒါနအနေအားဖြင့်ပေးလှူခေါ်ကြားအပ်သည်လူရယ်လို့ဖြစ်လာရင်လို့အမည်ပေးထားတဲ့တရားတော်ဒီနေ့ဘုန်းကြီးတို့ဟောမဲ့တရားကောင်းစဉ်ကိုကျင့်ကြပါတယ်ပရိသတ်ကြီးလူရယ်လို့ဖြစ်လာရင်တဲ့ဗတ်တရားတဲ့လူရယ်လို့ဖြစ်လာရင်လို့အမည်ပေးထားတဲ့ဓမ္မဂတဒေသနာဒီကနေ့ဟောကြားမည်ဖြစ်လေသောကြောင့်တရားမောကြားသိမိတရားမနာကြားသိမိမှာတရားပိုင်ရှင်ဖြစ်တော်မူတဲ့ဘုံတော်6ပါးသခင်သဗ္ဗညုဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုယောသေးသောလောက်ချီမိုးရှိခိုး၍ဓမ္မသဘင်စတင်ဖွင့်ကြရအောင်အလုံးပရိသတ်ပေါင်းတော်ကောင်းတို့ကလက်အုပ်ချီပြီးတော့ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ဂုဏ်တွေကိုအာယုံပြုနေပါဘုရင်ကဓမ္မသနပလင်ဌာနကနေပြီးတော့ဘုရားရှင်ကိုယ်တော်မြတ်အားခြေကျိုးကောရောပူဇော်အပ်တဲ့နမကာရဘုရားရှိခိုးဖြင့်ဘုရားရှိခိုးပူဇော်၍ဓမ္မသဘင်စတင်ဖွင့်ကြရအောင်ဥရေတိဒါနိလောကိညုစန္ဒီမာဓမ္မတိရေကုဘာဝတိတိမေဇန္တုဓမ္မရံတိဓာတုစုဒါနိဣဒာနိဖယားတိဟုသောယရဏစံယုံကြောင့်သရဗံငုံတို့ဖြာဖြာစံစုံတင်း၍စွမ်းကုန်ပွင့်ရမည်ယခုကကာလသမယ၌ဓမ္မတိရေကုရွှေမြအယောင်နေလာယောင်ထွေထွေလာယောင်တို့ထက်ကရေကရမကအဝင်းကြည်ပ၍အလင်းသိတလာဖြာဖြာပွားနိုင်သဖြင့်ကဘာတလွားမှယရဏတရားတည်းဟူသောအယောင်ဝါလည်းရှိတော်မူပါပေထသောလောကညုလူအကြောင်းတွေနအကြောင်းတွေမြမအကြောင်းတွေနဲ့ကဘာအကြောင်းတွေရှိရှိသမျှမိမိရာရာခဲမထင်မြတ်ရှင်ဗရမလက်တင်ထသကဲ့သို့ပိုင်ကြဝေဘံသဗ္ဗညုတရွှေညာတော်ဖြင့်ဧကံသိမြင်တော်မူပါပေထသောစန္ဒီမာတကယ်ပါလုံးမာသာဆုံးထိန်ဆုံးဖြစ်၍စိတ်တလုံးမြတ်တော်တာလုံးခဏမပေါ်လာလည်းရင်တမြောကမန္တိလေးရသည့်စံငွေပွင့်ပုံတွင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ဥရေတိအမိုက်ကိုပဲခွာရှောင်းအမောင်းကိုဖြာခွင်း၍အလင်းတတကြီးကြီးနဲ့ဖိုလ်ဦးဒီတောင်ထိပ်စီမှာမြားရောင်ကြီးတဖိဖိနဲ့တရိပ်ရိပ်ပေါ်ထွန်းတော်မူခဲ့လေပြီစန္ဒီမာလေးကျွန်းကိုလဲရ၍လေးရကိုမြန်တော်မူတိတကူမြန်နန်းနေလာစံယရဏဖြစ်တော်မူပါပေသောဘုရားရှင်ကိုယ်တော်မြတ်ကြီးဖရာတော်တွင်ဘူပြင်ဘူးအစဉ်ဘူကအဘူကကြသဖြင့်ဗုဒ္ဓရှိသူတွေကိုဗုဒ္ဓတွေခြုံငိမ့်အောင်ယုတ်သိအေးမြစေနိုင်သည်ဧဝပိုင်ဖြစ်တော်မူသောအရှင်မြတ်ကြီးသည်ဓာတုစုရှိသောပါရမီတဘာအညီတာသော၍မြတ်သောဝါဒနာခိုင်ညသဖြင့်ဓမ္မရာအတိုင်းဖြောင်းမှန်စွာနေကြကုန်သောဣမေသန္တုရှေးဘဝဇယာဤတို့ကြောင့်အေးအများကိုသာကြိုက်၍နေကြကုန်သောထိုများစွာတတ္တဝါအနန္တမန္တမြတို့ကိုဓမ္မရံတိဟိဂုံတော်ညွန့်6ဆုံးဤဘုံတော်6ခန်းတရားတော်ဒီဟုသောမြတ်ရောင်ကြီးပန်းတို့ဖြင့်ဘာဝတိတိပါရမီဒိဋ္ဌမချိုးခဲ့ကြသည့်အတိုင်းနိဗ္ဗာန်မြို့နာအမတာမြေမှာချမ်းသာစေမောင်ချွေမတန်းရအောင်ရောင်ငွေစံတကြီးကြီးတလီလီပပဝင်း၍ထွန်လင်းတော်မူလဲပါကဗ္ဗမောင်မတိမြရောင်ကြီးညွန်ဘုဒ္ဓဖြင့်အထူးကျက်တရေမဆုံးနိုင်သည်ရွှေဖုံးခိုင်ကိုယ်တော်မြတ်ကြီးဖယား
မေတ္တာဖို့စပိုက်လေးတွေရွတ်ဆိုရင်းနဲ့မေတ္တာပို့လို့လိုက်ကြရအောင်အလုံးလိုက်ဆိုပါစัจ java လာအနန္တ၌လုံးစုံခတ်သိမ်းတတ္တဝါတွေကိုမာတန်တန်ပူပန်ဆွဲတဲ့ကိုစင်ရဲ့လက်ကျင်ပါစေဘေးအတန်တန်ရန်ခတ်သိမ်းတို့ရှောင်းငါတိန်လို့ငြိမ်ပါစေစိတ်မှာတန်တန်ပူပန်ဆွဲတဲ့စိတ်စင်ရဲ့လက်ကျင်ပါစေဆင်းရဲကုန်ခန့်နိဗ္ဗာန်စံမြန်းနိုင်ပါစေအဲ့ဒါကဗုဒ္ဓဟောကြားမေတ္တာထားပွားတဲ့အတန်ပါပဲစัจ java လာအနန္တ၌လုံးစုံခတ်သိမ်းနတ်မြမာတွေကိုမာတန်တန်ပူပန်ဆွဲတဲ့ကိုစင်ရဲ့လက်ကျင်ပါစေဘေးအတန်တန်ရန်ခတ်သိမ်းတို့ရှောင်းငါတိန်လို့ငြိမ်ပါစေစိတ်မှာတန်တန်ပူပန်ဆွဲတဲ့စိတ်စင်ရဲ့လက်ကျင်ပါစေဆင်းရဲကုန်ခန့်နိဗ္ဗာန်စံမြန်းနိုင်ပါစေအဲ့ဒါကဗုဒ္ဓဟောကြားမေတ္တာထားဝါတဲ့တန်ပါပဲတပိတိယောဝုဝဇန္တုသောကောရောဂဝိနာတတုမာတေဘဝံတန္တရာယဒုက္ခိတိကယူကောဘဝတပိတိယောလုံးစုံသောဘေးဥပယောဂအန္တရာယ်ဟုသမျှအပေါင်းတို့သည်ဝေဝေသံတုရှောင်လွဲပြောက်ပြကြပါစေကုန်သောကောသသောကတရားသည်၎င်းရောဂောသကအနာယောဂသည်၎င်းဝိနာတတုပြောက်ပြပါစေအန္တရာယအန္တရာယ်ပေါင်းတို့သည်မာဘွန်တုမကြမရောက်ကြပါစေကုန်လေဒုက္ခိဒုက္ခိတာကိုစိတ်နှဖျားကျမ်းမာချမ်းသာဝမ်းသာကြကုန်သည်ဖြစ်၍ဒီကာယုကာသက်ရတန်းကိုကြော်လန်းနိုင်ကြကုန်သည်ဘဝတုဘဝန္တုကောင်းစွာမသွေဖြစ်နိုင်ကြပါစေကုန်တည်းတတ်တော်ရှိမလင်္ကာရဆရာတော်ဘုရားကြီးဤဝိဇာတဝိနည်းမင်္ဂလာပွဲဓမ္မသဘင်ကိုဘုန်းကြီးတို့ခုချိန်ကစတင်ပြီးတော့မေတ္တာအာသီသမေတ္တာပရဏာများပြုပြီးတော့ဓမ္မသဘင်စတင်လို့ဖွင့်ပါပြီအလုံးတရားရှိခင်စိတ်ကောင်းဝင်တဲ့သူတော်စင်များလက်အုပ်ကလေးတွေအောက်ချထားပြီးတော့ကိုကြီးရှိထိုင်နိုင်မဲ့ဣရိယာပုဂ္ဂိုလ်ပြင်ပြောင်းထိုင်လို့ဒီနေ့ဟောမဲ့တရားနာကြည့်ကြအောင်ပရိသတ်လူရယ်လို့ဖြစ်လာရင်တဲ့ဗတရားပါလေဝေပုံလာဒိဋ္ဌာမာနိထကာဟန္တာခောယရိစီတံလဗ္ဗန္တိသုသုခံတန္တနိဗ္ဗာနံမုရုကံစနံဝေပုံလံရွှေငွေစိန်ကြောင်မြရောင်တန္တာနီလာဥဒ္ဒဖယာယရနာတွေစုထားသလိုဗရမ ्या ကလည်းအထထအယောင်နေထိန်လျက်ပြီးတော့အရှိန်မပြပြိုးပြောင်းနေတဆောင်လာတနှုံကဲ့သို့တကဘာလုံး
ရောင်ရှိန်ကြီးပေသည်ဝေပုံလခေါ်တဲ့တောင်တော်ကြီးကိုဒိဋ္ဌမာနာကုသိုလ်ကံအစဉ်သင့်၍မြင်လိုက်ကြရကုန်သောဇဏလူအပေါင်းတို့သည်ဣဋ္ဌာယရဏမျိုးမျိုးအဖိုးကလည်းထိုက်တံတဝင်းဝင်းထိန်လျံမိတော့စိမ္မန္တမြပထမရံယရဏတွေစိမ္မန္တမြပထမရံယရဏတွေကြည်လိုက်တိုင်းဆိုပြေပြီးတော့ငကိုပြောင်ကြီးဝေပုံလခေါ်တဲ့ထိုတောင်တော်ကြီး၌ယရိရှိတံကိုယ်သဘောနဲ့ကိုယ်ဟာသာလိုရာစိတ်ကြိုက်ဖြစ်တဲ့ယရဏတွေကိုကာဟန္တာရွှေကောက်သူကတသွဲစိန်တဲ့သူကတခြားစိတ်အာယုန်နှိမ့်ချိုင်တယ်လို့ကြိုက်ရာကောက်ယူလိုက်ကြကုန်သည်ရှိသောခောယရဏအစစ်မှန်တွေဖို့ဝါဝေပုံလခေါ်တဲ့တောင်တော်ကြီးမှာစိန်ယရဏကလည်းအစစ်ပရမယယရဏကလည်းအစစ်မြယရဏကလည်းအစစ်ဆိုတဲ့အဲ့ဒီလိုအတုမပါယရဏအစစ်ဖြာတွေကိုကောက်ယူလိုက်တဲ့ပုဂ္ဂိုလ်တွေဟာသူခံဘယ်သူကမှတုမရလူဘဝမှာထိတ်သိမဟာဒုက္ခဆိုတဲ့တစိတ်ကြီးကိုလဗ္ဗဏိယထထင်ရှားပုံရကြလေပြီဂုံတဲ့ကဲ့သို့ဧဝံပမထာယုတိအတုသာလယံဝေပုံလတောင်တော်အလားကဲ့သို့မချားတူသောသာသနာအစစ်အခါကောင်းဖြစ်သောဤဗုဒ္ဓပါဒနဝမခေအခါကြီးကိုဒိဋ္ဌမာနာတွေ့မြင်လိုက်ကြရကုန်သောတန္တာကိုယ်နှုတ်နှလုံးဆောက်သုံးတည်ငြိမ်အိန္ဒြေရခံရတော်မူကြကုန်သောဇဏလောကုတ္တရာမျက်လုံးနေ့စဉ်ပင်သုံးညလျက်နှလုံးဟာရရွှင်ရွှင်တရာကောင်းဝင်ကြတယ်သင်သူတော်စင်ပေါင်းတို့သည်ဣဋ္ဌာဝေပုံလတောင်ပမာဆောင်၍ဂုံရောက်ဝင်းလျက်ရှင်တော်မြတ်ဖရာ၏300တိခင်သာသနာတော်ဒီဟုသောဧခေခါကြီးတွင်၌ယရိစီတံဗုဒ္ဓသာဝကဘောဓိသဘောရှိစုအဖျားတွေကိုကာန္တာတရာကောင်းလက်လှမ်း၍တဖက်ကံခေမာတောင်းတဖက်ကံခေမာတောင်းစေရနာယောင်ကိုမျိုးလည်းဆိုခုပန်စင်ကြရကုန်သည်ရှိသောသူခံလူချမ်းသာလည်းမရှင်းဝနတ်ချမ်းသာလည်းမရှင်းသာအချမ်းသာဆုံးဖြစ်ပေသောမုရုကံလောကီမှာနုသမြအတုလဘွဲ့တဲ့စိတ်နေပြီးတော့အထွတ်ထိပ်ဧကံအနုညာဆုံးလဲမှန်လာပါပေထသောအနုညာဆုံးလဲမှန်လာပါပေထသောနိဗ္ဗာန်ဒုက္ခတွေပေါ်လာတဲ့ဤလောကသန္တရာဘယ်တော့မှပြန်မလာတော့ဘဲနဲ့အလျံခါကလက်ကြည့်ပေသည်နိဗ္ဗာန်ဆိုတဲ့ကနဲ့ထီကိုလဗ္ဗန္တိယခုလိုဘဂဝါအစစ်နဲ့သာသနာချစ်ကြသဖြင့်အနှစ်တကအနှစ်ဧကမင်ဖြစ်တာမို့တထစ်ချာမလွဲအမြန်ပဲရယူလိုက်ကြကုန်ရာတည်းဆိုလိုက်ပါဝေပုံလာတောင်ပမာဆောင်ဘုံခေါင်သာသနာဝေပုံလာတောင်ပမာဆောင်ဘုံခေါင်သာသနာသုံးဖြာယရဏသာသနာတောင်မှရှိနေတာသုံးဖြာယရဏသာသနာတောင်မှရှိနေတာအဲ့ဒီဥပမာလေးကဗာပေးသွားတာတော့ဆိုလို့ရှိရင်ရှေ့တုန်းကဝေပုံလာတောင်နဲ့ဗါတဲ့လေတောင်ကြီးနာမည်ကဝေပုံလာတောင်နဲ့ဝေဘာရတောင်ဝေပုံလာတောင်ဣတိဂိရိတောင်ပန္နဝါတောင်ကိစ္စကုတ်တောင်တောင်ကြီး၅လုံးပိတ်ဖုံးကာကိုရာဇကြုံမြို့ဆိုတာခုတည်းရှိတယ်အဲ့ဒီတောင်ကြီးတွေက
ဝေပုံလတောင်တဲ့ဝေဘာရတောင်တဲ့ဣတိဂိရိတောင်တဲ့ပန္နဝတောင်တဲ့ဂိစ္ဆကုတ်တောင်တဲ့အိန္ဒိယဗုဒ္ဓဂယာဘုရားဘူးသွားရင်ဒီရာဇကြိုကမဖြစ်မနေရောက်အောင်သွားကြဘယ်လိုသွားတော့ဆိုတော့ရာဇကြိုမှာမြတ်စွာဘုရားအဇရတမင်းတည်ထားတဲ့ဓာတ်တော်တိုက်တွေရှိတယ်ဗိမိတရာမင်းကြီးအကျဉ်းထောင်ရှိတယ်ဝေလူဥယျာဉ်ကြီးရှိတယ်ရာဇကြိုမှာအဲကြောင့်ဗုဒ္ဓဂယာဘုရားဘူးသွားတဲ့ပုဂ္ဂိုလ်တွေကဒီအိန္ဒိယရောက်ရင်ဒီရာဇကြိုကခြံထားကြလို့မရောက်အောင်သွားတယ်အဲ့ဒီရာဇကြိုဝေပုံလတောင်းတဲ့အဲ့ဒီဝေပုံလတောင်ကြီးကရှေ့ကပေါ့လေရှေ့ဆိုတာဘယ်လောက်ရှေ့လဲတော့မသိဘူးရှေ့နှစ်ပေါင်းများစွာကတန်ပေါင်းများစွာနှစ်ပေါင်းများစွာကပေါ့အဲ့ဒီဝေပုံလတောင်ကြီးကယရနာမျိုးစုံထွက်တဲ့ရွှေတို့ငွေတို့ဗရမယတို့ဥဒ္ဒဖယတို့နီလာစိန်ကြောက်ဂေါ်မုတ်စရှိသည့်အပြင်ယရနာမျိုးစုံထွက်တဲ့ဝေပုံလတောင်တော်ကြီးပေါ်ကိုကံကောင်းထောက်မှတဲ့လူတယောက်ရောက်သွားတဲ့အခါကျတော့ဒီဝေပုံလတောင်ပေါ်မှာတွေ့တဲ့ယရနာမျိုးစုံတွေကိုသူတဲနိုင်တဲ့လောက်အဲ့ထဲမှာထဲ့တဲပြီးတော့ဟောသူတိုင်းတူပြီးရောက်တော့ဒီယရနာတွေရောင်းလို့တိုက်တွေဆောက်ကားတွေဝဲရှာရှိသည်အပြင်ကိုခါတဲ့နေချင်းညာချင်းတထေးကြီးဖြစ်သွားတာကံကောင်းထောက်မှလို့ဝေပုံလတောင်ပေါ်မှာယရနာတိုက်နဲ့တွေ့တာဗာတိုက်နဲ့တွေ့တာယရနာတိုက်ကြီးနဲ့တွေ့ပြီးတော့နေချင်းညာချင်းတထေးကြီးဖြစ်သွားသလိုဘုန်းကြီးတို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့သာသနာတော်ကြီးရလဲဗာနဲ့တူတော့ဆိုဝေပုံလတောင်ကြီးနဲ့တူတယ်တဲ့ဗာနဲ့တူတယ်တဲ့ဝေပုံလတောင်ပမဆောင်ဘုံကောင်သာသနာတဲ့ဝေပုံလတောင်ကြီးနဲ့တူတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့သာသနာတော်ကြီးတွင်မှာယရနာမျိုးစုံတဲ့ဗုဒ္ဓယရနာဓမ္မယရနာသံဃာယရနာတို့ကိုယရနာမျိုးစုံနေအဲ့ဒီယရနာမျိုးစုံနေတွေ့တဲ့အခါမှာဘာလုပ်ရမလဲကောက်ယူရမယ်တဲ့ဘာလုပ်ရမှာလဲကံကောင်းထောက်မှလို့ဘုရားမြတ်စွာသာနာယုံနဲ့တွေ့ခွင့်ပေးတယ်ကံကောင်းထောက်မှလို့လူဘဝကိုလည်းရတယ်အခွင့်ကလည်းကောင်းတယ်အခါကလည်းကောင်းတယ်တဲ့အခွင့်နဲ့အခါတဲ့ဗါတဲ့နားထောင်ပေးသားရေပြောပါဗာနဲ့လဲအဲ့ဒီစလုံးနဲ့နှလုံးရှင်းညာအောင်ဆိုအခွင့်ဆိုတာဗာလဲအခါဆိုတာအခွင့်တော့ကောင်းတယ်သို့သောအခါမပေးဘူးအခါတော့ကောင်းတယ်အခွင့်မပေးဘူးအခါနဲ့အခွင့်ဆိုတဲ့စလုံးလေးနှလုံးဟာပေးတာနားလေအောင်ပြောမယ်ဆိုအခွင့်ဆိုတာကလုတ်ပိုင်ခွင့်အခွင့်ဆိုတာဗါတဲ့လဲလုတ်ပိုင်ခွင့်ရှိတယ်ယူပိုင်ခွင့်ရှိတယ်သို့သောပေးတဲ့အချိန်အခါကောင်းပါတယ်ဘာကောင်းပါတယ်ချိန်ကကောင်းမှသာလေအဲ့ဒီလုံးပိုင်ခွင့်ယူပိုင်ခွင့်ရပိုင်ခွင့်ဆိုတာအသုံးချလို့ရတယ်အခွင့်အရေးတွေဘယ်လောက်ရှိနေအခွင့်တွေဘယ်လောက်ကောင်းအခါမကောင်းရင်ယူပိုင်ခွင့်မရှိဘူးအခါမကောင်းရင်ပါတယ်လေယူပိုင်ခွင့်မရှိဘူးအခွင့်နဲ့အခါဆိုတာနှစ်မျိုးကတွဲနေရမှာအခွင့်တွေကြီးကောင်းနေပေမဲ့လို့အခါမကောင်းရင်လည်းပဲယူပိုင်ခွင့်မရှိဘူးအဲ့ဒါဘုန်းကြီးတို့မြတ်စွာဘုရားရှင်ကိုရောမြတ်ဟောရတာဗရာဏိယင်္ဂသုတ်တံဆိုတာအင်္ဂုတ္တပါဠိတော်မှာမြတ်စွာဘုရားဟောရတာရှိတယ်ဗရာဏိယင်္ဂသုတ်တံဆိုတာကမ္မဋ္ဌာန်းတရားအထုံးမဲ့ပုဂ္ဂိုလ်တွေခွင့်တဲ့အခါကိုဘုရားအဲ့မှာခွဲပြီးတော့ဟောရတာရှိတယ်အဲ့ဒါလေးနည်းနည်းပြောကြအောင်ဆိုဝိပဿနာတရားအထုံးမဲ့ပုဂ္ဂိုလ်တွေကမ္မဋ္ဌာန်းတရားအထုံးမဲ့ပုဂ္ဂိုလ်တွေကမြတ်စွာဘုရားကသဘင်မဖြူခင်အထုတ်တယ်ဗါတဲ့တော့သဘင်ဖြူခင်အထုတ်တဲ့နံပါတ်1တစ်ချက်ပေးတယ်နံပါတ်2တစ်ချက်ကတိုင်းပြည်ငြိမ်းချမ်းနေတဲ့အချိန်မှာတရားအားထုတ်တယ်။ဘာလဲလဲ။တိုင်းပြည်ငြိမ်းချမ်းနေတဲ့အချိန်မှာတရားအားထုတ်စစ်မဲ့ထူပြောနေတဲ့အချိန်တရားအားထုတ်လို့မရဘူးဂျပန်ခေတ်တို့အင်္ဂလိပ်ခေတ်တို့ဘာလို့မှဘလောက်ပဲတရားမှတ်ချင်တယ်ပြောဘုံတန်ကြဘာတန်ကြပြေးလွှားဟိုကုန်းဒီအောင်းနဲ့ဒီလိုလုံနေရတဲ့ချိန်ခါမျိုးကိုကအေးစစ်တရားမှတ်တယ်လို့မဖြစ်တော့ပြေးရတာကိုလေအဲ့တော့တိုင်းပြည်ငြိမ်းချမ်းနေတဲ့အချိန်မှာတရားအားထုတ်ပါတယ်စစ်မဲ့ထူပြောတဲ့ချိန်မဟုတ်ဘူးတိုင်းပြည်ငြိမ်းချမ်းနေတဲ့အချိန်တရားအားထုတ်ပါတယ်နောက်တကနံပါတ်3ဘေးသတ်တွေမြတ်စွာဘုရားဗာမိန့်တော်မူလို့တန်ဃာတွေညီညွတ်နေတဲ့အချိန်တရားအားထုတ်ပါတဲ့ဗါတယ်လေတန်ဃာတွေခိုင်းတွေကနာတွေစိတ်မွားတွေကွဲပြီးတော့ဓမ္မအာရမပေါ့အဲ့ဒါတွေကွက်ပြင်းနေတဲ့အချိန်မှာတရားအားထုတ်ရင်ဘယ်တရားကမှန်တယ်ဘယ်တရားကမှားတယ်နဲ့အဲ့ဒီပြဿနာတွေတက်တဲ့အတွက်ကြောင့်မို့လို့တန်ခါများညီညွတ်နေတဲ့အချိန်မှာတရားအားထုတ်ပါတဲ့နောက်တစ်ခါနံပါတ်4စားသမျှအစာကျင်ညက်တဲ့အရွယ်မှာတရားအားထုတ်ပါတယ်ပါစကတေဇောဝမ်းမီကောင်းတဲ့အချိန်မှာဝမ်းမီတောက်နေတဲ့အချိန်မှာတရားအားထုတ်ပါတဲ့
ဆိုတော့ဝမ်းမိတွေဘလောက်ကောင်းကောင်းတိုက်ပြည်ကြီးဘလောက်ပဲငြိမ်သက်နေအခွင့်လို့ခေါ်တဲ့အခွင့်ရေးတွေတော့ရှိတယ်ဒါပေမဲ့လို့ဘုရားသားအခါလို့ခေါ်တဲ့ဘုရားမြတ်စွာသာနာတော်ကြီးပွင့်ရခေတ်အခါနဲ့မကြုံဘူးဆိုရင်တရားအထုတ်လို့ရပါမလားဘာဖြစ်လို့တော့ဆိုတော့အဲ့ဒီချိန်ကျတော့ဘုရားပွင့်တဲ့ခေတ်အခါနဲ့မကြုံဘူးဆိုလို့ရှိရင်တရားဟောမဲ့ပြောမဲ့ပုဂ္ဂိုလ်ရှိသလားကမ္မဋ္ဌာန်းပြမဲ့ပုဂ္ဂိုလ်ရှိသလားလူဘဝဒီခုတော့အခွင့်အရေးကြီးကိုရနေတယ်လူလဲကျမ်းမာရေးလဲကောင်းတယ်သာသမယအစအကုန်လုံးကျေးတယ်ပါဇကတေသောတဝမ်းမီလဲကောင်းတယ်နောက်တစ်ခုတိုင်းပြည်လဲငြိမ်သက်နေတဲ့အချိန်ဘလို့ပင်ဖြစ်နေပါစေအခွင့်အရေးတွေဘလို့ပဲရနေပါစေအခါမကောင်းရင်လည်းပဲပိဋကတ်တွေတရားအထုတ်လို့ရသလားအဲ့ဒါများစွာဘုရားကဗရဏိယင်ကသုတ်တံမှာအဲ့ဒါဟောထားပြီးသားရှိတယ်အဲ့တော့တို့ပြောလိုက်ကြပါစို့ဘုန်းကြီးတို့ပိဋကတ်ကိုဘုန်းကြီးဗပြောကျင်နေတာတော့ဆိုယနေ့ခေတ်ဟာပိဋကတ်ရဲ့အခွင့်လဲကောင်းတယ်အခါလဲကောင်းတယ်ဗါတယ်လေကောင်းနဲ့ကြုံနေတယ်ဗါတယ်လေကောင်းနဲ့ကြုံနေတော့ခေါင်းသုံးပါတဲ့ကောင်းနဲ့ကြုံနေတော့ဗါတယ်လေကောင်းဆိုတာအုံနောက်ကိုပြောတာမဟုတ်လားအုံနောက်ဆိုတာဗါလဲအသိဉာဏ်ပဲအုံနောက်ဆိုတာဗါတယ်လေဘုရားသားရဲ့အဲ့တော့ကောင်းပြီအဲ့တော့လူဘဝရောက်လာတာလူရယ်လို့ဖြစ်လာရင်တရားကောင်းစင်လေးပြန်ပြောဘုရားသားတရားကောင်းစဉ်ဗါတယ်လေကိုင်းလူရယ်လို့ဖြစ်လာရင်လူလောကတဲကိုလူသားတယောက်အနေနဲ့ရောက်လာတာပဲလူဘဝရောက်ခြင်းလုံးလို့လူစုတောင်းလာတာဘာဘဝရောက်ခြင်းလို့လဲဘာစုတောင်းလာတာလဲလူဘဝရောက်ခြင်းလုံးလို့လူစုတောင်းတာလူလာမဖြစ်ဘူးလားအဲ့ဒါအခွင့်ရေးပဲအဲ့ဒါဘာလဲဘုရားသားကိုလိုချင်တဲ့အခွင့်ရေးကိုတောင်းလာတာရသလားမရဘူးလားအခွင့်ရေးတော့ရပြီဘုရားသားနောက်တစ်ခုတပည့်တော်တို့လူလောကကိုရောက်သွားရင်လည်းပဲဗုဒ္ဓမြတ်စွာသာနာတော်ကြီးနဲ့တွေ့ရပါလို့ဤသာသနာပွင့်ရခေတ်အခါကောင်းတဲ့ကောလားမကြုံဘူးလားအဲ့တော့ဘုန်းကြီးတို့ဘုရားသားကိုလာတဲ့လမ်းလေးကိုမမေ့နဲ့ကိုလာတဲ့လမ်းလေးမပြောင်းစေနဲ့ဟောဒီလူလောကကြီးကိုမရောက်ခင်တုန်းကဘုန်းကြီးတို့ဘုရားသားမှန်းကြည့်လို့ရသွားပြီငါလူလောကကြီးကိုမရောက်ခင်တုန်းကဘုရားနာကြီးအောင်ဘုရားကိုနဘူးနဆာလှုပ်ခဲ့တာတပည့်တော်လူလောကရပါလို့ဘုရားမြတ်စွာသာနာတော်ကြီးနဲ့တွေ့ရပါလို့လူဘဝပြန်ရပါလို့လူလောကပြန်ရပါလို့သာနာတော်ကြီးနဲ့တွေ့ရပါလို့ဒါတစ်ချက်နတ်ပြည်ရောက်ခဲ့တော့ကလည်းပဲနတ်ပြည်ကနတ်သမီးနတ်သားတွေကလူပြည်ပြန်လွတ်တာပဲနတ်သားတယောက်နတ်သမီးတယောက်အသက်သေတော့မယ်ဆိုလို့ရှိရင်နတ်သက်ကြွေတော့မယ်ဆိုလို့ရှိရင်လူပြည်ကိုပဲပြန်သွားခိုင်းတာပဲလူပြည်ကိုသွားပါကုသိုလ်ကောင်းမှုတွေသွားပြန်လုပ်ပါကုသိုလ်ကောင်းမှုတွေသွားပြန်လုပ်ပါနဲ့သေမဲ့နတ်သမီးနတ်သားကိုနတ်ကြံခဲ့တဲ့နတ်သမီးနတ်သားတွေကလည်းအလုံးတိုက်တွန်းတယ်အဲ့တော့ဘုန်းကြီးတို့ပြည်သားနတ်ပြည်ကလာတယ်ပြောလူပြည်ကပဲပြန်လာတယ်ပြောသူတို့တလောက်တောင်တိုက်တွန်းနေတဲ့လူပြည်ကတစ်ခေါက်တော့ပြန်သွားအောင်ပဲဆိုပြီးတော့ဒီပြည်သားလူပြည်ကိုအခုရောက်လာတာဟုတ်သလားမဟုတ်ဘူးလားဘယ်ကနေလာတာလဲမပြောတတ်တာနတ်ပြည်ကနေလာတာဟုတ်တယ်နတ်ပြည်ကနေလာတာပဲအဲ့ဒါဟိုကနတ်သမီးနတ်သားတွေကတိုက်တွန်းလိုက်တာလူပြည်ပြန်သွားပါဦးဗျာလူပြည်ပြန်သွားပါဦးမဆိုလူပြည်ကိုလာတာမဟုတ်လားအဲ့ဒီကနတ်သမီးနတ်သားတွေကမှလိုက်တဲ့လူပြည်ရောက်ရင်ကုသိုလ်လုပ်ပါတယ်ဗါတယ်လေလူရယ်လို့ဖြစ်လာရင်အမောင်တို့အမိတို့လူပြည်ကိုရောက်သွားရင်ကုသိုလ်ကောင်းမှုတွေလုပ်ပါကုသိုလ်ကောင်းမှုတွေလုပ်ပါဟိုကနတ်သမီးနတ်သားတွေကမတိုက်တွန်းလိုက်ဘူးလားသူတို့ကလည်းတိုက်တွန်းတယ်ကိုကလည်းလူပြည်ကိုပြန်လာခြင်းနဲ့စိတ်ရှိသလားမရှိဘူးလားအဲ့ဒါကိုဘုန်းကြီးတို့စာပေများပြောတော့ဘဝတဏတဲ့ဗါတယ်လေဘုရင်သားရဲ့လူဘဝကိုဆွဲလန်းတဲ့ဘဝတဏနဲ့လူလောကတဲ့လူသားတယောက်ရဲ့လို့လာဖြစ်တာအခွင့်အရေးတွေကလည်းသိကောင်းတယ်အခါကောင်းတယ်လည်းကျုံတယ်အဲ့တော့လူပြည်ကိုဘာလာလောက်တာလဲလို့မေးရင်ဘုရင်သားရှင်းရှင်းလေးပါအဖြေကကုသိုလ်လုပ်ဖို့လို့လာတာဘာလုပ်ဖို့လာတာလဲအဲ့ဒါကုသိုလ်လုပ်ဖို့လို့လာရဲ့သားနဲ့မှကုသိုလ်မလုပ်တော့ဘဲနဲ့လူပြည်ကပြန်သွားမယ်ဆိုလို့ရှိရင်ဘုရားရဲ့အဲ့ဒါလာလန်းတာပြီးတော့ပြန်လန်းမဖြောက်မှုတဲ့ဗါတယ်လေပြောဒါကြောင့်ရှေ့ကအဖိုးတို့ဘွားတို့တက်ကြီးရွယ်တွေသွားကြောလို့ရှိရင်သူတို့စုပေးတဲ့စကားလေးတွေကအသိပဲရှိတာပဲဘုရားငါသမီးငါသားတို့ငါမီးတွေလာလန်းတာလို့
ပြန်လန်းဖြောက်ကြပါစေဘယ်လိုဆိုပေးလဲလာလန်းသားလို့ပြန်လန်းဖြောက်ကြပါစေဒီစုပေးကြတာအဲ့တော့လာလန်းကတော့တာတယ်ပရိသတ်ပြန်လန်းဖြောက်မှုအရေးကြီးတယ်ဘာလန်းဖြောက်မှုအရေးကြီးလဲမနုဿလူတော်မှာနေထွက်ကရှာဖွေနေဝင်သို့ရောက်ခဲ့ပေကုသိုလ်နဲ့အကုသိုလ်ဘသူကသာသိဟုညံထဲမှာသေချာသွင်းဟုထိုစရင်မရှင်းနိုင်လည်းရင်လောကတွင်လူမဟုတ်လောကုတ်တွင်မဖို့ရှုံးလူရုပ်ပြောက်ဆုံးတဲ့ခေါ်တော့ခေါ်နေတဲ့လူဟဲ့လူဘယ်သွားမလို့တော့ဟဲ့လူဘယ်သွားမလို့တော့ဘယ်သွားမလို့ဒါပဲပရိသတ်သူကြည့်လို့ချင်းဟာမနေ့မိုးလင်းကညနေနေဝင်မိုးချုပ်တဲ့ထိအောင်ကိုตาရေးသမီးရေးစီးပွားရေးလူမှုရေးအိမ်တော်ရေးဒါတွေနဲ့အချိန်ကုန်တနေ့တာကုန်သွားပြန်နောက်နေ့မနေ့မိုးလင်းလဲဒါပဲနောက်နေ့လဲဒါပဲဆိုရင်ထိုလူသားတယောက်ဒီလူလောကတွေကိုရောက်လာပြီးတော့လာလန်းตาပေမဲ့လို့ပရိသတ်အဲ့ဒါပြန်လန်းမဖြောက်တော့ဘူးပြန်လန်းဖြောက်ပါတော့မလားအဲကြောင့်တို့တို့ချင်းချင်းလူရင်းမှတ်ပါလူမျိုးကိုလူသားတယောက်ရဲလို့ဖြစ်လာရင်ကုသိုလ်ကောင်းမှုလုပ်ရမယ်ဘာလုပ်ရမလဲပရိသတ်ရဲ့ကုသိုလ်လုံးမှတာဝန်ကျေသောလူသားတယောက်တည်းကုသိုလ်လုံးမှပါတယ်လေလူလောကတည်းရောက်လာပြီးတော့ကုသိုလ်ကောင်းမှုတွေလုံးမသွားဘူးဆိုရင်တာဝန်မကျေဘဲနဲ့ထွက်ခွာသွားတဲ့လူတယောက်ပဲသားတွေသမီးတွေအတွက်စိတ်နေရွှေတွေကားတွေတိုက်တွေဘလောက်ပင်ထားနိုင်ခဲ့တော့လည်းပဲတာဝန်ကျေသောလူသားတယောက်မဟုတ်ဘူးတဲ့တာဝန်မဲ့တဲ့ပုဂ္ဂိုလ်တယောက်ပဲဆိုတကားကြီးတွေဓမ္မကြီးတွေပြောလေပြောထားရှိတယ်စကားတစ်ခုရှိတယ်မင်းတို့ငါမိဘတာဝန်ကျေပြီတဲ့မင်းတို့ငါပညာလက်တောင်းသင်ပေးပြီတဲ့ဘွယ်လဲကြအောင်သင်ပေးပြီတဲ့မင်းတို့စားတော့ဖို့လို့ယင်းနှီးဖို့လို့ယင်းနှီးလဲပေးပြီတိုက်လဲပေးပြီကားလဲပေးပြီငါတာဝန်ကျေပြီတဲ့ဘာတယ်လဲဘေးသားရဲ့ဟာအဲ့ဒါတွေရှာဖွေပေးုံနဲ့ဘဝခရီးတခုတာဝန်ကျေသွားတယ်ဆိုရင်အဲ့ဒီလူသားအဲ့ဒီတကာကြီးအဲ့ဒီတကမာကြီးကလာလန်းတာပြီးတော့ဘာလန်းမဖြောက်မှလဲဒါကြောင့်မို့လို့တာဝန်ကျေတယ်ဆိုတာအဲ့ဒီသတိမယသမိသားပေါ်မှာတာဝန်ကျေတာကိုပြောတာမဟုတ်ဘူးဘေးသားရဲ့မိမိလူလောကတဲကိုလူသားတယောက်ရဲ့လို့ဖြစ်လာရင်ကုသိုလ်ကောင်းမှုတွေတပွဲတစ်ပိုက်ကြီးယူပြီးတော့ပြန်သွားတဲ့ပုဂ္ဂိုလ်ကိုမှတာဝန်ကျေတဲ့ပုဂ္ဂိုလ်ဘာပုဂ္ဂိုလ်လဲလဲအဲ့တော့ကိုမေးပေါ့ငါလူလောကထဲရောက်လာတာလူသားတယောက်အနေနဲ့တာဝန်ကျေပြီးပြီလားဆိုရင်ကုသိုလ်ကောင်းမှုတွေကိုစဉ်းစားလိုက်တိုင်းပရိသတ်ကုသိုလ်တွေပြန်ပေါ်လာရင်အဲ့ဒါတာဝန်ကျေတဲ့လူသားတယောက်ပဲ။ဘာကျေတဲ့လူသားတယောက်လဲ။ဘုန်းကြီးတို့ပဋ္ဌာန်းပါဠိတော်ကြီးမှာမြတ်စွာဘုရားဟောထားတာရှိတယ်ကုသလောဓမ္မောကုသလသဓမ္မသာအာရမဏပစ္စယေနပစ္စယောကြားဘူးလား။သံဃာတော်တွေပဋ္ဌာန်းရွတ်တဲ့အခါမှာကုသလောဓမ္မောကုသလသဓမ္မသာအာရမဏပစ္စယေနပစ္စယောတဲ့ပြန်ပြီးတော့ဆင်းလာရတဲ့ကုသိုလ်ကောင်းမှုတစ်ခုလုပ်ပြီးအဲ့ဒီကုသိုလ်ကောင်းမှုကိုပြန်ပြီးတော့အာယုံပြုရတဲ့အာရမဏပစ္စယေနပစ္စယောပဋ္ဌာန်းပါဠိတော်မှာမြတ်စွာဘုရားဟောထားပြီးသားရှိတယ်ကုသိုလ်ကလုပ်ပြီးရင်မမေ့ပြရဘူးတဲ့ကုသိုလ်ကဘာတဲ့လဲအာယုံပြန်ပြုရလားမပြုရဘူးလားအာယုံပြန်ပြီးတော့ပြုကိုယ့်အကူပြန်မေးငါကုသိုလ်ကောင်းမှုတွေဘယ်လောက်လုပ်ပြီးပြီလဲငါဘယ်လောက်လုပ်ပြီးပြီလဲငါလောကထဲရောက်လူသားတယောက်နဲ့တောင်းဝန်ကြီးရလားလောကကြီးကထွက်ခွာသွားတဲ့အခါမှာငါကုသိုလ်ကောင်းမှုပါဖို့အရေးကြီးတယ်ကုသိုလ်ကောင်းမှုပါဖို့အရေးကြီးတယ်အဲလောက်ခွင့်ရှိတဲ့ဘဝကိုရောက်နေတော့အခါကလည်းကောင်းနေတော့မှအေးတဲ့မြတ်စွာဘုရားကတော့ပုံညာဘိက္ခဝေမာဘာယိဋ္ဌပါဠိစလုံးလေးမှတ်တာပုံညာဘိက္ခဝေမာဘာယိဋ္ဌဘေကဝေယံတော်များအိုရှင်သားတို့ပုံညာကုသိုလ်ကောင်းမှုကိုမာဘာယိဋ္ဌမကြောက်နဲ့ကုသိုလ်မကြောက်နဲ့ဘာလဲလဲပြောကြည့်ဘုရားကကုသိုလ်ကိုကြောက်ခိုင်းတာလားကုသိုလ်ကိုမကြောက်နဲ့တဲ့တချို့ကကုသိုလ်လောကမှာသိကြောက်တာကုသိုလ်လောကမှာသိကြောက်တာကုသိုလ်ကိုမကြောက်နဲ့တဲ့ပုံညာဘိက္ခွေမာဘာယိဋ္ဌခြေသားတို့ကုသိုလ်မကြောက်နဲ့ကြောက်ရမှာကအကုသိုလ်ကြောက်မှာကပါတယ်လေဒီတော့ဘုရားကလည်းဒေသနာတော်မှာ45နှစ်လုံးမြတ်စွာဘုရားဟောသွားတာကုသိုလ်ကောင်းမှုလုပ်ဖို့ကြီးဘုရားရှင်ကိုရောမြတ်တိုက်တွန်းသွားတာအဲ့တော့လောကမှာဘုန်းကြီးတို့ပြည့်တဲ့လုတ်ခွင့်ရှိတဲ့ဘဝလေးတွေကိုဘုန်းကြီးနည်းနည်းလေးပြောမယ်ပေါ့ကုသိုလ်ကောင်းမှုလုတ်ခွင့်အရှိဆုံးဟာလူဘဝပဲကုသိုလ်ကောင်းမှုလုတ်ခွင့်ရှိဆုံးဟာဘယ်ဘဝလဲ
လူဘဝကနေနဲ့လေအထက်ကိုတက်ကြည့်လို့ရှိရင်နတ်ပြည်ရှိတယ်ဘာရှိလဲနတ်သမီးနတ်သားတွေကကုသိုလ်ကောင်းမှုလှုပ်ခွင့်အလွန်နေတယ်တဲ့မရှိဘူးလို့မပြောဘူးပြည့်တိုင်းကုသိုလ်ကောင်းမှုလှုပ်ခွင့်အပြည့်အဝမရကြရှာဘူးအလွန်နေတယ်ဒါကြောင့်နတ်သမီးနတ်သားတွေကကုသိုလ်ကောင်းမှုလှုပ်တဲ့လူတွေရဲ့အိမ်ကုသိုလ်ကောင်းမှုလှုပ်တဲ့ကျောင်းထိုက်ကုသိုလ်ကောင်းမှုလှုပ်တဲ့ရိပ်သာကုသိုလ်ကောင်းမှုလှုပ်တဲ့သာသနာ့အစရှိတွေအဲ့ဒီနေရာဒေသတွေမှာနတ်တွေကဘာလာလှုပ်ကြတယ်လဲဆိုရင်ကုသိုလ်လှုပ်တော့မယ်ဆိုတာနဲ့နတ်တွေအရင်သိတယ်တဲ့ကုသိုလ်ကောင်းမှုလှုပ်မယ်ဆိုတာနဲ့ဘယ်သူအရင်သိလဲဘုန်းကြီးတို့ကျေးဇူးရှင်ဓမ္မလင်္ကာရဆရာတော်ဘုရားကြီးတတ်တော်92နှစ်ဝိသဒမွေးနေ့မင်္ဂလာပွဲကြီးတရားတော်မတွေစုပေါင်းပြီးတော့ကျင်းပမယ်ဆိုတာကိုဘုရားသားကြီးနတ်တွေအရင်သိတယ်တဲ့ဘယ်လိုတွေအရင်သိတယ်နတ်တွေဘာဖြစ်လို့အရင်သိတာတုံးဆိုကုသိုလ်လိုချင်လို့ဘာလိုချင်လို့လဲသူတို့ကအဲ့ဒါပဲလိုက်ချောင်းနေတာဒီနတ်တွေကကုသိုလ်ပဲလိုက်ချောင်းနေရတာဗာလောက်ခွင့်အလွန်နေတာကိုလောက်ခွင့်အလွန်နေတဲ့အတွက်ကြောင့်မို့လို့ကုသိုလ်ပဲလိုက်ချောင်းဘယ်မှာကုသိုလ်လုပ်ပါမလဲဘယ်မှာကုသိုလ်လုပ်ပါမလဲကုသိုလ်လုပ်မတော့ဘတ်တိုင်းရောက်ချလာကျတော့လာပြီးတော့နည်းနည်းဘုံငွေသို့ရုပ်ကသို့နတ်ကြီးနတ်မင်းကြီးတွေကဘာဖြစ်လဲခေါင်းရင်းပိုင်းကနေရာယူတယ်တဲ့နည်းနည်းတကူအာနာပါဝါသေးတဲ့နတ်တွေကဒီဘက်တောင်ဘက်မြောက်ဘက်ကနေရာယူတယ်ဒီတဲ့တကူအာနာပါဝါသေးတဲ့နတ်တွေဟိုအနောက်ဘက်ကနေရာယူတယ်ရလေးမျက်နှာအဲ့ဒါနတ်သမီးနတ်သားတွေကဘာလုပ်ကြသလဲကုသိုလ်ကောင်းမှုကိုသာဓုခေါ်ခြင်းလို့ကုသိုလ်ကောင်းမှုကိုဗါတယ်လေကုသိုလ်ကောင်းမှုကိုသာဓုခေါ်ခြင်းလို့အဲ့ဒါလာပြီးတော့သူအစောကြီးတွေကနေရာလာယူတာတဲ့ကြည်စမ်းမအောင်ဘလောက်သနာဖို့ကောင်းတော့ဆိုတာဘုန်းကြီးတို့တွေကဓမ္မတွေကုသိုလ်ကောင်းမှုကိုသာဓုခေါ်ခြင်းလို့ဘယ်သူတွေနေရာယူရလဲနတ်တွေနေရာယူရတယ်ဘယ်သူနေရာယူရလဲဘုန်းကြီးတို့တရားတော်မတွေကုသိုလ်ကောင်းမှုသာဓုခေါ်ခြင်းလို့ဆိုပြီးတော့နေရာသွားယူတာရှိလားရှိပါဘူးဘာလို့သူများကုသိုလ်ခေါ်ကိုယ့်ကိုလှုပ်လဲကိုကုသိုလ်ကိုဖြစ်တာပဲဖြစ်သလားမဖြစ်ဘူးလားအဲ့ဒါကွာတာပဲဘိသတ်သူတို့မှလေကုသိုလ်ကောင်းမှုလို့အစောကြီးတွေကလာရတာတဲ့စောကြီးတွေကလာပြီးတော့နေရာလာယူထားတယ်တခါနတ်တွေတကောင်တော့တယောက်နဲ့တယောက်တစ်ထောင်နဲ့တွက်နေသေးတယ်မင်းကဟိုဘက်တို့ငါဒီဘက်တို့ဒါကနေရာကွာဘာလို့မလဲနင်းပြီးပါတရားဟောရင်တို့အမျှဝေမှာကွာတရားဟောရင်တို့အမျှဝေမှာကွာအမျှဝေတဲ့ချက်ငါတို့သာဓုခေါ်ပြီးတော့ပြန်မှာဒီလိုတရားပွဲရှိလဲဒီတိုင်းပဲအဲ့ဒါနတ်တွေအရင်လာတာပဲမမြင်ရဘူးပိဿကြီးသို့သောလောကမှာအထင်ရှားရှိတဲ့ဒီနတ်ကောင်းနတ်မြတ်တွေကဒီကုသိုလ်ကောင်းမှုကိုသာဓုခေါ်ခြင်းလို့ဘာလို့ဒီနတ်တွေကုသိုလ်ကောင်းမှုသာဓုကိုကုသိုလ်လုံးခွင့်နေလို့ဘာနေလို့လဲဒါဖြင့်ရှင်မရနတ်သမီးနတ်သားတွေကကုသိုလ်လုံးဝမလုံးတော့ပါဘူးလားဆိုတော့လုံးတဲ့နတ်သမီးနတ်သားတွေတော့ရှိတယ်ပိဿကြီးအဲ့ဒါဘုန်းကြီးတို့ဥဒ္ဒံပါဠိတော်ကြီးမှာတက္ကုဌာနသုတ်တံဆိုတာတရားမင်းနဲ့သူဇာတာတို့အဖိုးကြီးဟိုအောင်ဘွားကြီးဟိုအောင်ဖန်ဆင်းပြီးတော့ကုသိုလ်ကောင်းမှုလာဆင်းလုပ်တဲ့ဝိတုဇာကြောင့်တစ်ခုရှိတယ်အဲ့ဒီလိုခိုးကြောင်ခိုးဝဲနဲ့တို့မှလာလုပ်ရတယ်ရဲတင်းမလုပ်ရဲဘူးကုသိုလ်ကောင်းမှုကိုလို့ဖြစ်နေတယ်အဲ့ဒါနတ်ပြည်သွားရင်လည်းပဲနတ်ပြည်မှာကုသိုလ်ကောင်းမှုကဘာဖြစ်တုံးဆိုရင်လုပ်ရတာအလွန်နည်းတယ်အဲ့ဒီကနေပြီးတော့ဘုန်းကြီးတို့ပြည်တိုင်းအောက်ကိုကြည့်လိုက်စမ်းဘုန်းကြီးတို့နဲ့နေနာတလိ္ဆာဘုန်းကြီးတို့လူသားတွေနဲ့နေနာဘာလဲတလိ္ဆာနေကုသိုလ်ကောင်းမှုလုပ်လားလို့ဆိုရင်အဲ့ဒါဘယ်လိုဖြေကြမလို့တလိ္ဆာနေကုသိုလ်ကောင်းမှုလုပ်လားလို့ဆိုရင်သူတို့ကိုယ်တိုင်တော့ဘုန်းကြီးတို့ပြည်တိုင်းလောက်ခွင့်မရှိဘူးတလိ္ဆာနေကိုယ်တိုင်လောက်ခွင့်ရှိသလားနွားဥပုပ်လောက်ဆောက်တာတွေ့ဘူးလားကျမကြီးထိုင်ပြီးပဋိစိတ်နေတာတွေ့ဘူးလားခွေးဘုရားရှိခိုးတာတွေ့ဘူးလားဒါဖြင့်သူတို့လောက်ခွင့်မရှိဘူးအဲ့ဒါဘုန်းကြီးပြောရင်တာကအခွင့်အရေးမရှိတာဘာမရှိတာအခါကောင်းတယ်ဘာလဲပရိသတ်ရဲ့အခွင့်မကောင်းဘူးဘာမကောင်းတာလဲအခုဘုရားမြတ်စွာသာနာတော်ကြီးနဲ့ခေတ်အခါကြီးနဲ့ဒီခွေးတွေနွားတွေကြက်တွေငှက်တွေကကြုံမနေဘူးလားဒါပေမဲ့သူတို့လောက်ခွင့်ရှိတဲ့ဘဝကိုရတာဟုတ်ရဲ့လားမဟုတ်ဘူးတဲ့အခါကောင်းပြီးတော့အခွင့်ဆုံးသွားတာဘာလဲပြောအခါကောင်းပြီးတော့ခွင့်ဆုံးသွားတာပဲအဲ့ဒါကုသိုလ်ကောင်းမှုလောက်ခွင့်မရှိဘူးခါတဲ့ဆုံးရှုံးသွားကောပြည့်တဲ့ခေအခါကြီးကကျုံနေတာပဲအဲ့ဒါလောက်ပေါ့အဲ့ဒါနဲ့ပတ်သက်လို့ဘုန်းကြီးတို့ပြည့်တဲ့ကိုဘုန်းကြီးဘုသုတ္တယူဝေယတစ်ခုလေးပေါ့လေအဲ့ဒါလေးပြောကျင်တော့ဘယ်ကစမလို့ဆိုရင်မန္တလေးတောင်ဝေကြီးနှကောင်နဲ့ဗါတယ်လဲပြောသားမန္တလေးရောက်ဘူးလားဘယ်တော့မှသွားတာတော့မ
သိဘူးသွားတော့သွားတာပဲရောက်ခုတယ်မန္တလေးတောင်ပေါ်ရောက်ခုတယ်နော်မန္တလေးတောင်ပေါ်မှာဘာတွေ့လဲဩဗျာဒိတ်ဘေးဘုရားကြီးလက်ညှိုးထိုးနေတဲ့ဗျာဒိတ်ဘေးတဲ့ဘုရားကြီးကမတွေ့ဘူးလားအဲ့ဘုရားကြီးဘယ်သူတဲတာလဲသိလားမသိပါဘူးသူသိမဲ့လူမရှိပါဘူးအဲ့ဒီကမင်းတော်မင်းကြီးကမန္တလေးက1220ခုအောင်ကျော်ချမ်းအေးမန္တလေးလို့လည်းခေါ်တယ်အုတ်ကျစ်ကျော်အေးမန္တလေးလို့လည်းခေါ်တယ်1220ခုတကူးလမှာဘုန်းကြီးတို့ပြည်သားအဲ့ဒီမန္တလေးတောင်ပေါ်မှာမင်းတော်မင်းကြီးဟာအဲ့ဒီဗျာဒိတ်ဘေးဘုရားကြီးကိုတဲတယ်သို့တော့မင်းတော်မင်းကြီးကဗန္နာတော်တိုက်ထဲကနေပြီးတော့ဗန္နာငွေတွေထုတ်ပေးတာအဲ့ဒီဘုရားကြီးကိုဦးစီးပြီးတဲတဲ့ပုဂ္ဂိုလ်ကမြတောင်မြို့စားတဏှဝင်ကြီးကနေပြီးတော့ဦးစီးပြီးတော့အဲ့ဒီဘုရားကြီးကိုတဲတာတဲတော့အဲ့ဒီဘုရားကြီးကသစ္စေသယောဂိုင်ဘုရားကြီးအဲ့တော့သစ္စေသယောဂိုင်ဘုရားကြီးရဲ့နံပါတ်1ထူးခြားချက်ကဘာလို့ဆိုရင်အဲ့ဒီဘုရားကြီးရဲ့အရတ်တော်ဟာ18တောင်ရှိတယ်တဲ့ဘယ်လောက်ရှိလဲအဲ့ဒါမြတ်စွာဘုရားတတ်တော်ထင်ရရှိစဉ်ကာလကမြတ်စွာဘုရားရဲ့အရတ်တော်ဟာ18တောင်ရှိတယ်ဆိုတော့ဇာထဲမှာအဲ့ဒီလိုလာတော့မင်းတော်မင်းကြီးကဟေးမန္တလေးတောင်ပေါ်မှာဗျာဒိတ်ဘေးရတ်တော်မူဘုရားကြီးတဲရင်ဘုရားအရတ်တော်တိုင်းတဲရမယ်အဲ့ဒီဘုရားကြီးကိုမြတော်မြို့သားမင်းကြီးကတာဝန်ယူပြီးတော့တဲဆိုပြီးတော့ဗန္နာငွေတွေအပ်ပြီးတော့တဲခိုင်းတော့အဲ့ဒါသစ္စေသယောဂိုင်ရွှေချဘုရားကြီး18တောင်ဘုရားတဲဘုရားကြီးတဲပြီးလို့ဘုန်းကြီးတို့ပြေးသားရင်1255ခုဝါဆိုလဇန်တရက်နေ့မှာမန္တလေးတောင်ကြီးမီးလောင်နေတဲ့မန္တလေးတောင်မှာဖြစ်လဲမီးလောင်တဲ့အခါကျတော့အဲ့ဒီဗျာဒိတ်ဘေးဘုရားကြီးမင်းတော်မင်းကြီးရဲ့ကောင်းမှုတော်ပေါ့လေအဲ့ဒီဗျာဒိတ်ဘေးဘုရားကြီးမိတဲ့ပါသွားတယ်ဘယ်ထဲပါသွားလဲမိတဲ့ပါသွားတဲ့အခါကျတော့1263ခုနှစ်ရောက်တဲ့အခါကျတော့မှအဲ့ဒီမန္တလေးတောင်ပေါ်မှာသတင်းသုံးတဲ့ဆရာတော်ဥဏ္ဏန္ဒိယကအဲ့ဒီဥဏ္ဏန္ဒိယသုရိယလို့ဘွဲအမည်ရတဲ့ဆရာတော်ကနေပြီးတော့အဲ့ဒီမှာမင်းတော်မင်းကြီးရဲ့ကောင်းမှုတော်ဘုရားကြီးနေရာမှာသက်သားဘုရားကြီးတဆုဗျာဒိတ်ဘေးဘုရားကြီးတဆုကိုပြန်ပြီးတော့ထုတ်လုပ်ပြီးတော့အဲ့ဒီမှာဘုရားပြန်တဲ့တယ်အဲ့ဒီဘုရားကြီးကအဲ့ဒီဘုရားကြီးကမန္တလေးတောင်ကြီးမိခပြီးတော့မှခုမန္တလေးတောင်ပေါ်မှာရှိနေတဲ့ဗျာဒိတ်ဘေးဘုရားကြီးကအဲ့ဒါမိခပြီးတော့မှပြန်တယ်တဲ့ဘုရားအဲ့တော့ဘုရားကတော်တော်နဲ့မပြီးဘူးတော်တော်နဲ့မပြီးဘူးခေတ်ကလည်းပဲခေတ်ကောင်းခါကောင်းမဟုတ်ဘူးပေါ့ဆိုလိုက်ကြပါသို့ပြေးသားကြီးအဲ့တော့ဒီမန္တလေးတောင်ပေါ်မှာဆရာတော်ဥဏ္ဏန္ဒိယသုရိယလို့အမည်ရှိတဲ့ဒီဆရာတော်ဘုရားကြီးကနေပြီးတော့ဒီဘုရားကြီးကိုပြန်ပြီးတော့အသစ်ပြန်တယ်မယ်မင်းတော်မင်းကောင်းမှုတော့ဒီဘုရားကြီးပြန်တယ်မယ်ဆိုပြီးတော့အဲ့ဒါဘုရားကြီးတည်နေတဲ့အချိန်မှာပဲပြေးတိုက်ထူးခြားလာတာကဘာထူးခြားလာတော့ဆိုလို့ရှိရင်မန္တလေးမြို့မြောက်ပြင်မှာဆေးဆရာကြီးဦးစောတဲ့ဒကာကြီးနာမည်ကဘယ်သူလဲမြောက်ပြင်ကဆေးဆရာကြီးဦးစောရဲ့အိမ်ထဲကိုမွေကြီးနှစ်ကောင်ကဘယ်ကနေဘယ်လိုရောက်လာမှမသိဘူးတဲ့ဦးစောအိမ်ထဲမွေကြီးရောက်လာတော့ဒကာကြီးဦးစောကလည်းမွေကြီးတွေ့တော့ဟာဒီမွေကြီးနှစ်ကောင်ထူးဆန်းလိုက်တာမွေကြီးနှစ်ကောင်ထူးဆန်းလိုက်တာဒီမွေကြီးသူလည်းဘာမှမလုပ်တော့မွေဆရာဒကာကြီးဦးလုံးနဲ့အဲ့ဒါဒကာကြီးဦးလုံးကိုသွားခေါ်ကိုလုံးကြီးလာပါဦးဗျာကျုပ်နဲ့မွေကြီးနှစ်ကောင်တွေ့တယ်ဘာအဓိပ္ပာယ်နဲ့ရောက်လာလည်းမသိဘူးအမဆရာတော်ဥဏ္ဏန္ဒိယသုရိယကလည်းမန္တလေးတောင်ပေါ်မှာဗျာဒိတ်ဘေးဘုရားကြီးပြန်တဲပြီးပြေးတိုက်အဲ့တော့အဲ့ဒီဘုရားကြီးတဲနေတဲ့အချိန်မှာဒီမွေကြီးနှစ်ကောင်ရောက်လာတဲ့အတွက်ကြောင့်မို့လို့ဆရာတော်ဥဏ္ဏန္ဒိယသွားလျှောက်တယ်ဆရာတော်တပည့်တော်တို့ဒီမွေကြီးနှစ်ကောင်ဆရာကြီးဥစောအိမ်ထဲမှာတွေ့တယ်အဲ့ဒါဘယ်လိုလုပ်ရမလဲဟာဒါအဓိပ္ပာယ်ရှိတယ်အဲ့တော့ဒါအကြောင်းရှိတယ်အဲ့တော့မင်းတို့ဒီမွေကြီးနှစ်ကောင်ကိုအဲ့ဒါပြပြီးတော့အလူခံပြီးတဲ့အခါကျတော့အဲ့ဒီရတဲ့ငွေနဲ့တို့ဒီဗျာဒိတ်ဘေးဘုရားကြီးတို့တဲကြစို့ဆိုပြီးတော့အဲ့ဒါနဲ့တို့ပြောလိုက်ကြပါစို့ဘုရားသားရဲ့အဲ့ဒီမွေကြီးနှစ်ကောင်ကိုပချုပ်ထဲထည့်ပြီးတော့မန္တလေးတောင်ပြင်းမြောက်ပြင်းအရှေ့ပြင်းနောက်ပြင်းမန္တလေးပြင်လေးရလှဲပြီးတော့အဲ့ဒီမွေကြီးပြလူတွေကမွေကြီးပတ်စံတွေလူကြအဲ့ဒါနဲ့ရတဲ့ပတ်စံတွေသွားဆရာတော်ဥဏ္ဏန္ဒိယရှိဖို့ဆရာတော်ဥဏ္ဏန္ဒိယကအဲ့ဒီရတဲ့ဝတ္ထုတွေနဲ့ဘုရားတဲဒီလိုလောက်တာ
နောက်တော့ဆရာတော်ဦးနန္ဒီကဂိုင်းမွေကြီးတွေပင်မနဲ့ကွာမင်းတို့လျှောက်ပြီးတော့ခေါ်မနေတော့တောင်ပေါ်တင်ထားကွာဆိုပြီးအဲ့ဒါတောင်ပေါ်မှာထားပြီးတော့ဘေးတိုက်အဲ့ဒီမွေကြီးနှကောင်ကိုပြပြီးတော့အဲ့ဒီမွေကြီးနှကောင်ကိုကြောင်းပြုတ်ပြီးတော့ဟိုကတည်းကဝတ္ထုတွေလူကြတဲ့အခါကျတော့အဲ့ဒါမလုပ်တယ်လေအဲ့ဒီတူတူပြောလိုက်ကြပါစို့ပေါ့လေအဲ့ဒီမွေကြီးနှကောင်ရဲ့ကောင်းမှုကြောင့်ပဲအဲ့ဒီဗျာဒိတ်ဘေးဖရာကြီးကပြီးသွားတယ်တဲ့ဆိုတော့ဒီနေရာလေးဖြတ်ပြီးတော့ပြောကြစို့ဘေးတိုက်ဒီမွေကြီးနှကောင်ဟာလူလားတိရစ္ဆာန်လားတိရစ္ဆာန်သူတို့ကိုယ်တိုင်လက်နှစ်ဖက်နဲ့ကြာနာရိုးသေးသေးရွှေသင်္ကန်းတော်၎င်းသို့မဟုတ်နဝကာမဝတ္ထုတော်၎င်းကတ်လှူခွင့်ရှိသလားအဲ့ဒါဘုန်းကြီးပြောချင်တာအဲ့ဒါပဲဘုန်းကြီးပြောချင်တာအဲ့ဒါပဲနောက်ဘုန်းကြီးတို့မြမသမိုင်းမှာထင်ရှားသွားတာဘုရားတက္ကမမငွေစိန်ဆိုတာဆင်မလေးပြေးတဲ့ဟောမုံရွာနယ်ထဲမှာဆင်မဖမ်းမိလာတာအဲ့ဒီဆင်ဘာဖြစ်လဲနောက်တော့ဆင်ဦးစီးတွေကအဲ့ဒီဆင်တခါတည်းပါအောင်လုပ်ပြီးတော့နောက်ဆရာတော်တစ်ပါးရှိသွားဖို့အဲ့ဒီဆရာတော်ကဂိုင်းဆင်လောင်းလဲလို့ရှိဒီဆင်မော်တက်လို့ရှိရင်သုံးကြပေးရမယ်ဆိုရင်အဲ့ဒီဆင်မော်ဆင်လောင်းတက်သုံးကြပေးရခေကသုံးကြဆိုတာသိတံမိုးရှိတာအဲ့ဒီကနေ30ကနေ300တဖြည်းဖြည်းနဲ့တက်လာတာဂိုင်းတို့ပြောလိုက်ကြပါစို့ပေါ့လေဘုန်းကြီးပြောချင်တာကအခုဘုန်းကြီးတို့တရားဓမ္မတွေလူလောကတွေလူသားမှာရှိနေတဲ့လူလောကထဲမှာရှိနေလူသားတွေကအခုကုသိုလ်ကောင်းမှုလုပ်ချင်အခုထလုပ်လို့ရလားမရဘူးလားမိမိတို့ကိုယ်တိုင်လက်နဲ့ဖက်နဲ့ဆရာတော်ကြီးအခုဘုန်းကြီးတို့ဟိုဓမ္မလင်္ကာရဆရာတော်ဘုရားကြီးဥသိပြီးတော့ဓမ္မလောက်ဟာကျေးဇူးဘုရားကြီးပြီးသွားပြီအခုခေါင်းလောင်းတော်ကြီးတခါလှုပ်တယ်ဒီခေါင်းလောင်းတော်ကြီးကိုလည်းပဲအခုတတ်နိုင်တဲ့လောက်ကဆရာတော်ဘုရားတပည့်တော်ဘလောက်လှူမယ်ဘုရားတခါတည်းလက်နဲ့ဖက်နဲ့ကြာနာယုသေကသဟတိကဒါနကိုင်းကိုယ်တိုင်လှူခွင့်ရှိလားမရှိဘူးလားအဲ့ဒီလူနေတဲ့အချိန်မှာပဲဆရာတော်ဘုရားကြီးရဲ့မေတ္တာပို့ပေးတာတွေဆရာတော်ဘုရားကြီးဆုတောင်းပေးတာတွေကိုနားနဲ့ဆက်ဆက်ကြားခွင့်ရှိသလားမရှိဘူးလားအဲ့ဒါပဲဘုရားသားကြီးအခွင့်အရေးဆိုတာနှခါမပေးဘူးပေးသလားဟောနတ်ပြည်ရောက်လာမှလူပြည်ကိုလွမ်းမနေနဲ့နတ်ပြည်ရောက်သွားမှလူပြည်ကိုလွမ်းမနေနဲ့ဟောတိရစ္ဆာန်လောကရောက်သွားတဲ့အခါကျတော့မှကုသိုလ်ကောင်းမှုလုပ်ချင်ပါတယ်ဆိုဒါတော်တော်ရှားပါပဲအဲ့ဒါနဲ့တူတူပြောလိုက်ကြပါဆိုအဲ့ဒီဘုရားကြီးလည်းတဲလို့လည်းပြီးလည်းပြီးရောဆရာတော်ဦးနန္ဒီယကဂိုင်းဘုရားကြီးတဲလို့ပြီးပြီကဲမင်းတို့လည်းသွားကြတော့ဆိုပြီးတော့ရန်ကင်းတောင်ပေါ်မှာဘေးမဲ့သွားပေးတယ်ဘုရားတိုက်ဘယ်တောင်ပေါ်မှာဘေးမဲ့သွားပေးတယ်ရန်ကင်းတောင်ပေါ်မှာအဲ့ဒါဘေးမဲ့သွားပေးတယ်နောက်တော့ယတိကြီးဥခန္တီအင်္ဂလိပ်ခုနှစ်နဲ့ပြောရင်1909ခုနှစ်မှာယတိကြီးဥခန္တီအဲ့ဒီမန္တလေးတောင်ကြီးပေါ်ရောက်လာပြီးတော့မန္တလေးတောင်တစ်စောင်းတွေပါတယ်တန်တစ်စောင်းတွေပြိုကျပျက်စီးနေတာတွေကိုတန်ဖရိန်တွေနဲ့ဇေကြီးဥက္ခန္ဒီကသိခက်မိတာပဲတဲ့လူတွေကအခုမှတန်နေနဲ့ဆောက်ကြတာ။အိုးတစ်စေးကြီးတယ်တဲ့တစ်စေးနဲ့တန်စေးအတူတူပဲတဲ့ဆိုပြီးတော့မှအခုမှအဆောက်အဦတွေကိုမလုပ်ကြတယ်လေအမိုးတို့ဘာတို့ကိုတန်တယ်တွေနဲ့လှုပ်တာ။ဇေကြီးဥက္ခန္ဒီကဟိုတဲ့ကခက်မိတယ်။တန်တစောင်းတွေဆောက်ခဲ့တာ။ဘာတွေဆောက်ခဲ့တာလဲ။တန်တစောင်းတွေဆောက်တဲ့ကတိုင်ရလဲတန်တိုင်းတွေပဲ။တိုင်ရလဲတန်တိုင်းတွေပဲ။အခုမှလူတွေကအဲ့ဒါတန်အခုမှမဟိုတဲ့ကရေသေးကြီးဥက္ခန္ဒီကအမျော်မြင်သိကြီးတာအဲ့ဒါဘုန်းကြီးတို့ဟင်္သာကုန်းတို့တောင်းကြီးလဲသွားကြည့်ပါလားတန်တောင်းတွေကြီးဆောက်ခဲ့တာအဲ့တော့ရေသေးကြီးဥက္ခန္ဒီမန္တလေးတောင်ပေါ်တက်ပြီးတော့အဲ့ဒီဘုရားတောင်းတွေစောင်းနှံတောင်းတွေပြုမြင်ရင်ကနေပြီးတော့ရေသေးကြီးဥက္ခန္ဒီကဟာဒီတောင်ကြီးပေါ်မှာဒီဘုရားကြီးဒီလိုဖြစ်သွားတာဟာဟိုမွေကြီးနှစ်ကောင်ကျေးဇူးရှိတယ်အဲ့တော့ဒီမွေကြီးနှစ်ကောင်ရဲ့ကျေးဇူးကိုအောက်မေ့သောအဖြစ်မန္တလေးတောင်ပေါ်မှာမွေနှစ်ကောင်ရုပ်ထုထူကြစို့ဆိုပြီးတော့အဲ့ဒါဘုရားသားရဲ့မွေကြီးနှစ်ကောင်ရုပ်ထုကိုထူထားတာဦးစီးပြီးထူလောက်တာကရသေးကြီးဥက္ခန္တီဘယ်လိုထူလောက်တာလဲဒါဖြင့်ဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့မန္တလေးတောင်ပေါ်ခဏခဏရောက်နေတယ်မွေကြီးနှစ်ကောင်မတွေ့ဘူးလားဘာကြောင့်လှုပ်ထားတော့သိသလားသိတာပြောဟိုမန္တလေးကမမတော်တာမသိဘူးရသေးကြီးဥက္ခန္တီလောက်ခဲ့တဲ့မွေကြီးနှစ်ကောင်ဘာလို့ဆိုတော့မသိဘူးမွေကြီးနှကောင်ဘာတော့ဆိုတော့မွေကြီးနှကောင်ပဲသိတယ်။သူကမွေခေါင်းသွားပေါ်လာမမိသွားကင်လိုက်နေဒါပဲသိတယ်။အမှန်မှာကဘုရားသားရဲ့အဲ့ဒါကျေးဇူးတရားပေါ့။ဘာတရားလဲ။အဲ့ဒါယတိကြီးဥက္ခန္တီရတယ်ကျေးဇူးတရားကိုအောက်မေ့ပြီးတော့ဒီမွေကြီးတွေကကျေးဇူးရှိတယ်အဲ့တော့ကိုင်းငါလုံနိုင်တော့လုံပေးခဲ့မယ်ဟဲ့ဆိုပြီးတော့အဲ့ဒါဘာလို့လဲအခုအဲ့ဒါမွေကြီးနှကောင်ထုထားတာခဏတည်းဒီမန္တလေးတောင်ပေါ်မှာရှိပါတယ်။အဲ့ဒါတော်လိုက်ကြဆိုဘုရားသားပြောချင်တာကတိရစ္ဆာန်လောကကိုရောက်သွားတော့မှကုသိုလ်ကောင်းမှုလုပ်ချင်တယ်ဆိုလို့အခွင့်အရေးကပေးတဲ့မပေးဘူးပေးသလား
သို့တော့ရှားရှားပါးပါးပေါ့လေပြောလို့တော့ရပါတယ်ဘုန်းကြီးတို့မြန်မာသမိုင်းမှာအဲ့ဒီမလေးတောင်ကမွေကြီးနှကောင်ရဲ့နောက်ဆင်မလေးမငွေစိန်ဆိုတာနေတာသူတို့ရဲ့ကတော့ရှားရှားပါးပါးပဲပရိသတ်ကြီးဒါလည်းပဲဘုန်းကြီးထင်ပါတယ်ဒီဥစ္စာတွေကလူဘဝနဲ့နီးလို့ဖြစ်လိမ့်မယ်။ဘာနဲ့နီးလို့ဖြစ်လိမ့်မယ်။လူဘဝနဲ့နီးလို့ကုသိုလ်ကိုတတိယတာတလိษံဆိုတာမောဟအာကြီးတယ်တဲ့။လိษံဆိုတာဘာလဲပရိသတ်ရဲ့လိษံကမောဟအာကြီးတယ်သို့တော့ဒီမွေကြီးနှကောင်တို့ဒီဆင်မလေးမန်းကိုစိန်တို့ဆိုတာဘုန်းကြီးထင်တယ်ပေါ့လေလူဘဝနဲ့နီးခဲ့လို့လိษံဘဝမှာကြာမနေရပဲနဲ့နော်လူဘဝမှာတော်တော်များများကျင်လည်ခဲ့ရလို့လူဘဝရဲ့အရှိန်ပါလာတဲ့အတွက်ကြောင့်မို့လို့ဒါတို့ဒီကုသိုလ်ကောင်းမှုကိုတတိတရားနဲ့တို့လောက်တာဖြစ်လိမ့်မယ်လို့ဘုန်းကြီးကိုယ်ပိုင်တွင်းနဲ့ဘုန်းကြီးကဘုန်းကြီးဆုံးမချက်ချတာကဲထားလိုက်ပါတော့အဲ့တော့ဘုန်းကြီးတို့ပြည်သားကိုဘုန်းကြီးပြောချင်နေတာကဘာတော့ဆိုရင်ဒီလူရယ်လို့ဖြစ်လာရင်ပြည်သားကြီးကုသိုလ်ကောင်းမှုကလုံးကိုလုံးရမယ်လုံးရမလားမလုံးရဘူးလားနတ်ပြည်ရောက်သွားရင်ကုသိုလ်လုံးခွင့်နဲတယ်တိရစ္ဆာန်လောကရောက်သွားရင်လည်းနဲတယ်ထိုနည်းတူစွာပဲဘိယတရဲ့အဲ့ဒီကနေတဆင့်ဆင်းကြည့်တာပြိတ္တာတဲ့ဗါတယ်လေပိဋ္ဌာဘုံရောက်သွားပြီဆိုရင်လည်းပိုဆိုးတယ်ပိဋ္ဌာဘုံဆိုတာကပိဋ္ဌာဆိုတာစားတရားမရှိဝတ်စရာမရှိနေစရာမရှိနဲ့အတိဒုက္ခရောက်နေတာသူ့မှာတော့မှစားစရာမရှိဝတ်စရာမရှိနေစရာမရှိပါဘူးဆိုတော့လူစရာတန်းစရာရောရှိပါမလားအဲ့ဒါဘုန်းကြီးတို့မြတ်စွာဘုရားရဲ့ပေတဝတ္ထုပါဠိတော်ကြီးမှာဝတ္ထုစာကြောင်းလေးတစ်ခုရှိတယ်ဘိယတရဲ့သာဏဝါတိတဲ့ယဟန္တာကြီးဘွဲရဘယ်သူတဲ့လဲသာဏဝါတိယဟန္တာကြီးဟာဒီသာဏဝါတိဘဝယဟန္တာဘဝကိုမရောက်ခင်တုန်းကတန်ဃာရွာမှာဘယ်ရွာမှာလဲတန်ဃာရွာမှာအမေနဲ့ဖေနဲ့ကအမေရဲ့အဖေရဲ့အကိုရဲ့သူ့ရဲ့မိသားစု၄ဦးတည်းရှိတယ်အဲ့တော့မိဘမျိုးရိုးစင်ဆက်ကဘာလို့တုံးဆိုတော့တန်ဃာပဲလို့တော့သူလည်းပဲတန်ဃာရွာမှာလူဝင်သားလာဖြစ်တော့မနေ့မိုးလဲလာတဲ့ပိုက်ကွန်နဲ့လှေတွေနဲ့ထွဲသွားဒါပေမဲ့ဒီကလေးကဒီသာဏဝါတိယဟနာလောက်မျိုးကောင်းသားပေးတဲ့ငါးဖမ်းခိုင်းလို့မရဘူးတဲ့အဲ့ဒါရှေ့ကသူ့ဖေကငါးတွေဖမ်းသူကနောက်ကနေလှေဝန်းတဲ့ငါးတွေလွတ်ဘယ်လိုကောင်းလေးလဲမသိဘူးဒီကလေးကအကုသို့ကြောက်သွားတာဘာကြောက်သွားတာလဲအဲ့ဒီတန်ဃာတဲ့ဘဝကိုမရောက်ခင်တော့ကပိဋ္ဌာဘဝဘာဘဝလဲအဲ့ဒီပိဋ္ဌာဘဝကိုမရောက်ခင်ဟိုရှေ့တဘဝကငရဲမှာတဲ့ဘာမှလည်းပေးတဲ့အဲ့ဒီငရဲမကြခင်ရှေ့တဘဝကဘယင်သားတဲ့ဘာသားတယ်လဲကိတဝမင်းကြီးရဲ့သားတော်တဲ့အဲ့ဒါတကားတဲ့တနေ့တော့လေတိုင်းပြည်တဲ့ဘာလို့လဲလှဲပြီးတော့တိုင်းပြည်တဲ့တိုင်းပြည်လှဲတယ်ခေါ်တာပေါ့တိုင်းပြည်တဲ့လှဲလဲပြီးတော့သွားတော့ရှေ့ကလမ်းရှင်းရင်ရှေ့ကတော့တိုင်းနေကြိုင်းနေနဲ့ကိုင်းတယ်တိုင်းနေကြိုင်းနေကိုင်းတယ်လက်ကားကိုင်းတာမဟုတ်ဘူးရေးတိုင်းအဲ့ဒီတိုင်းနေကြိုင်းနေရရှေ့ကနေပြီးတော့လမ်းရှင်းတာတိုင်းကိုင်းတဲ့ပုဂ္ဂိုလ်တွေပါတယ်ကြိုင်းကိုင်းတဲ့ပုဂ္ဂိုလ်တွေပါတယ်တိုင်းနေကြိုင်းနေကိုင်းပြီးတော့ရှေ့ကနေပြီးတော့ဝတ်စုံနေတွေဝတ်ပြီးတော့ဘာလို့လဲလမ်းရှင်းတာဘာနောက်ကဘရင်သားတော်လာတဲ့ကလမ်းမှာဘာအန္တရာယ်ဘာနှောက်ယှက်မှမရှိလမ်းချောအောင်လို့ခရီးမှာဟန်တားမှုမရှိအောင်လို့ဆိုပြီးတော့လမ်းရှင်းတာအဲ့တော့လူတွေကတော့ဘရင်သားဆိုတော့ကြောက်ပြီးတော့ဒုတုတ်ပစစ်ဒုတုတ်မြေကြီးပြားပြားဝမောက်မောမကြည့်ရဲဘူးဟဲ့မော်ဖူးစီဆိုတော့မှမျက်နှာမော်ကြည့်ရဲတာအဲ့တော့လူသားချင်းချင်းကတော့အယုသေးပေးတယ်ပေါ့သူတိုင်းပြည်တွေကိုထွက်လာတဲ့အချိန်မှာအဲ့ဒီသူလာတဲ့လမ်းပေါ်မှာဘယ်သူနဲ့တိုးတော့ဆိုရင်ပိစေကဗုဒ္ဓနဲ့တိုးတယ်ဘယ်သူနဲ့တိုးလဲပိစေကဗုဒ္ဓကလည်းဗာရာဏသီနဲ့ဆွမ်းကဝင်လာတာဆွမ်းနေတပိတ်တဲ့ဆွမ်းနေပါလာတော့အဲ့ဒါလေးပွေပြီးလာတော့ဘယ်အယုသေးပေးတယ်ကဘာလို့လဲမလို့အယုသေးပေးတယ်ကဘာလို့လဲမလို့သူကမင်းသားပဲဟိုကပိစေကဗုဒ္ဓပဲမဖယ်ဘူးလားလမ်းမဖယ်တော့ဘေးသားရဲ့အဲ့ဒီကိတဝမင်းရဲ့သားတော်အိရှိဥပရာဇာမင်းသားဟာဟဲ့ရှင်ဦးကြီးဖះရှင်တော်ရဆန်းရှင်ရပြီးတော့ရှင်ဘုရားကနေဆင်းသွားတယ်ပြုံပြုံနေဘေးသားရဲ့ပြုံးတာကအလကားပြုံးတာမဟုတ်ဒေါသပြုံးနေတာဘာပြုံးနေတာလဲခါတဲ့နှကန်းတစ်ချမ်းကြိုက်ပြီးတော့ခါပြုံးနေတာပြုံးနေပဲသူကပြုံးမှာဒေါသပါတယ်သူပြုံးမှာဘာပါလဲအနာရောက်တော့မျက်နှာချိုသွေးပြီးတော့ပြစ္ဆေကဗုဒ္ဓကိုဘာပြောတယ်ထင်တော့ရှင်ဘုရားတဲ့ဆွမ်းရလာပါသလားဘုရားတဲ့ရလာတဲ့တကားလေးပြပါဘုရားတဲ့ဆိုတော့ရော့ဟိုတပိတ်ပေးလိုက်တာဒီမှာဆွမ်းတယ်ဘာမပြောညာပြောနေပရိသတ်ကြီးအဲ့ဒီပြစ္ဆေကဗုဒ္ဓဆွမ်းခံလာတဲ့တပိတ်ကိုယူပြီးတော့မြေမှာပေါက်ခွဲတယ်တဲ့ဘာမှပေါက်ခွဲတယ်ငါသွားတဲ့လမ်းမဖယ်ရအောင်ဘာကောင်တော့กว่าဟဲ့ငတ်ရောกว่าလို့ဆိုပြီးတော့ပိဋကပါလာတဲ့ဆွမ်းတပိတ်
မြေမှာပေါက်ခွဲမြေတပိတ်ပဲကွဲတာပေါ့ကွဲတော့စွန်းနေပါဖြစ်တယ်လေသဲတွေနဲ့အကုန်လုံးပေပြီးတော့ဘလို့အဲ့နေ့ကပိစိကဗုဒ္ဓဆောမဖုံးပေးရဘူးအဲ့တော့ထိုမင်းသားရဲ့ရင်တွင်းနာအရှင်မှာပရိသတ်ဘာအောင်းသွားတော့ဘာတွေကိန်းသွားတော့ဆိုရင်ဒေါသတရားဘာတရားလဲဒေါသဆိုတာကုသိုလ်လားအကုသိုလ်လားအဲ့ဒီအကုသိုလ်မိတောင်မိလျံကပရိသတ်ရွှေနန်းတော်ရောက်တော့ညအိတ်လဲအိတ်ကိုပရိသတ်အိတ်လို့မရဘူးတဲ့တကူလုံးပူလာတယ်တဲ့တကူလုံးဘာဖြစ်လာလဲပူလာတော့အဲ့ဒါခမဲတော်ကိတဝမင်းကြီးကိုနှုတ်တယ်ခမဲတော်ဗျာခမဲတော်ဗျာထားတော်မူပါဦးဗျာထားဟာသားတော်ချိန်မရှိချိန်ရှိဘာတော့ကသားတော်ခန္ဓာကိုပူနေတယ်ဗျာပူတယ်ဗျာပူတယ်ဗျာဟာပူရေတော့ပေါ့ကွာဟာရေတော့လို့လည်းမရဘူးခမဲတော်ဗျာခမဲတော်ဗျာအင်ကြီးတွေချိုးပြပူတယ်ဗျာပူဟာရက်တော်ဝိုင်းခါကြရက်တော်ဝိုင်းခါကြမရဘူးဟာအဲ့ဒါဘယ်လိုဖြစ်လဲညအချိန်မတော်12နာရီတစ်ချက်ရှိအဲ့ဒါနန်းတွင်သမားတော်ကြီးတွေခေါ်ဟဲ့သမားတော်တွေအကုန်ဆင်းဆန်းသမားတော်တွေအကုန်လာဟာသွေးသေးတွေတိုက်ဘာတွေတိုက်ဆေးတွေတိုက်ဘာမှတိုက်မရဘူးပြေးတဲ့ပူပြီးအဲ့ဒါမင်းနှမ်းရင်မြင်မှလူလိမ့်နေတာအဲ့ဒါလူလိမ့်ရင်လှုပ်လိမ့်ရင်အမလေးပါလေးပူတယ်ဗျပူတယ်ဗျလောင်းတယ်ဗျခမဲတော်ဗျကဲပါအောင်ဗျကဲပါအောင်ဗျအော်ဟေးညီးညူပြီးတော့အဲ့ဒီကိတဝမင်းသားဘာဖြစ်သွားတယ်လဲသေသွားတာဘာဖြစ်သွားတယ်လဲထီသုံးနန်းသုံးစကားနဲ့သုံးရင်တော့မလေးစံလိုက်မယ်နတ်ရွာကြီးထီသုံးနန်းသုံးစကားပြောရင်နတ်ရွာစံနေတဲ့ဗါတယ်လဲပရိသတ်ရဲ့ဘယ်မဲ့လဲနတ်ရွာမစံမဲနဲ့ငရဲစံသွားတာဆင်းသွားတာငရဲမှာပရိသတ်ရဲ့ငရဲမှာခံလိုက်ရတာမပြောနဲ့ငရဲကလွတ်လာတော့ပိဋ္ဌာဖြစ်တယ်ပိဋ္ဌာကလွတ်လာတဲ့အခါကျတော့အဲ့ဒီတန်ဃာတွေပြောမှာတန်ဃာတွေလာဖြစ်တယ်ဟာအာကုသို့ကြောက်သွားပြီအမလီမလုပ်ရဲတော့မလုပ်ရဲတော့ဘာဖြစ်လဲအိမ်ကလူတွေကနှင်ထုတ်တော့တာပေါ့မင်းဘာမှလည်းကိုပေါ်လောင်ပဲမရဘူးလက်ကားပဲငါဖမ်းလိုက်သွားဆိုအဖေဖမ်းနဲ့ငါမင်းလွတ်ပြစ်တယ်အဲ့တော့မင်းအိမ်မှာမနေနဲ့သွားဆိုပြီးတော့မောင်းတော့သူ့ကိုကြီးကသူ့ညီလေးမှားလိုက်သေးတယ်ညီလေးရဲ့တဲ့အမေတို့ဖေတို့စိတ်ဆိုးတော့မို့လို့အဲ့ဒါမင်းအဖေတို့မေတို့စိတ်ဆိုးလေးပြန်လာပေါ့ကွာအခုတော့မင်းခဏရှောင်နေပေးလိုက်အောင်ဆိုပြီးတော့အဲ့ဒါအကိုကြီးကတော့သူ့ညီလေးသူချစ်ရှာတယ်အဲ့ဒါချောမော်ပြီးတော့လွတ်လိုက်တော့ဘယ်ရောက်လာတယ်တာဝဋ္ဌိရောက်လာတယ်ဘယ်ရောက်လာလဲတာဝဋ္ဌိရောက်လာဇေတဝန်ကျောင်းထဲဝင်ပြီးတော့ဟိုချောင်းဒီချောင်းဟိုကြီးဒီကြီးနဲ့ဘယ်သူနဲ့သွားတွေ့လဲညီတော်အာနန္ဒာနဲ့သွားတွေ့တယ်ဘယ်သူနဲ့သွားတွေ့လဲအာနန္ဒာကကလေးလေးကြည့်ပြီးတနာတယ်ဟဲ့ကလေးလာသားမအောင်မင်းဘယ်ရွာကလဲတပည့်တော်ဟိုတန်ဃာရွာကဘာလို့လဲအဖေနဲ့မေနဲ့နှင်ချလို့ဗျာမင်းအိပ်ပြန်မလားမပြန်တော့ဘူးငါနဲ့နေမလားနေမယ်အေးအဲ့ဒါဆိုမင်းကကိုရင်ဝတ်ပေးမယ်ဓမ္မဘေယဆိုပြီးတော့အဲ့ဒါညီတော်အာနန္ဒာကသူ့ရှိတဲ့သင်္ကန်းလေးနဲ့အဲ့ဒီကလေးကိုရင်ဝတ်ပေးထားတာနောက်အသက်20ပြည့်တော့ယဟန်ခံပေးတယ်သက်20ပြည့်တော့ဘာလုပ်ပေးလဲယဟန်တကလည်းမရှိရှာပါဘူးဘုရားသားကြီးဘုံကနဲတာတကလည်းယဟန်တာပြည့်စေကဗုဒ္ဓရဲ့တပိတ်မြေမှာပေါက်ခွဲခဲ့တော့သူ့မှာစားတရားကလည်းဒုက္ခရောက်အဲ့ဒါညီတော်အာနန္ဒာကနေစောက်ရှောက်ထားတာတို့ပြောစို့အသက်20ပြည့်တော့လည်းပဲညီတော်အာနန္ဒာကိုယ်တိုင်တပိတ်ပိတ်ခရနဲ့ယဟန်ခံပေးတယ်ပြီးတဲ့အခါကျတော့ယဟန်တရားကြိုးစားပွားများအထုတ်တယ်ယဟန်နာဖြစ်သွားတယ်တို့ပြောယဟန်နာဖြစ်သွားတော့အဲ့ဒါမြို့ထဲရွာထဲမနေတော့ဘဲနဲ့သာနာတောင်ပေါ်မှာသာနာဝါတိမထေကြီးဆိုပြီးတော့သွားနေတာသူနဲ့တန်ခါ12ပါးပါသွားတယ်ဘယ်နှပါးပါသွားလဲ12ပါးသောတန်ခါတော်တွေအဲ့ဒါဥဆောင်ပြီးတော့သာနာဝါတိတောင်ပေါ်မှာသွားပြီးတော့သတင်းသုံးနေတာဘေးတိုက်တနေ့တော့လေအဲ့ဒီသူဆွမ်းခံသွားနေတဲ့အချိန်မှာပိဋ္ဌာကြီးတကောင်ကရှေ့ကနေငုတ်တုတ်ထိုင်ပြီးတော့လာကြော့တယ်တဲ့လာကြော့တော့ဟာပိဋ္ဌာကြီးတကောင်မလားဟာတင်ဘသူလဲမသိဘူးလေဟိုသာနာဝါဒီမထေကြီးကလည်းအမေသေးမှလည်းမသိဘူးအဖေသေးမှလည်းမသိဘူးရွာလည်းတစ်ခေါက်မှပြန်တော့ဘာတွေဖြစ်လို့ဖြစ်မှလည်းဘာမှဆိုသိကိုမသိတော့ဆိုတော့မှအဲ့ဒီပိဋ္ဌာကြီးကဘာပြောလဲရှင်ဘုရားတဲ့တပည့်တော်ရှင်ဘုရားရဲ့ကိုကြီးပါပဲဟာကိုကြီးလားဟုတ်တယ်ကိုကြီးနေမလို့ဖြစ်တာလေမပြောချင်ပါဘူးဘုရားမပြောချင်မှမရှိနဲ့ပြောအမေတို့ဖေတို့နေကောင်းလားဓမ္မကြီးတို့တခါကြီးတို့မရှိတော့ဘူးဆုံးကုန်ပြီအဲ့ဘယ်ရောက်လဲတပည့်တော်လိုပဲပိဋ္ဌာတွေဖြစ်နေတဲ့တပည့်တော်တို့သားမိသားဖ3ယောက်ပိဋ္ဌာတွေဖြစ်နေတဲ့ဘယ်မဲ့လဲအမေနဲ့ဖေရှင်ဘုရားကိုမျက်နှာမပြရဲဘူးဘာဖြစ်လို့လဲသူတို့ကအိမ်မောကနှင်ချထားတာကိုအဲ့တော့လွတ်လိုက်တဲ့ဓမ္မဒီပိဋ္ဌာလင်မယားကလည်းပရိသတ်တော်တော်ပါတယ်ဒီအကိုကြီးဆုံးဖြစ်တဲ့ပိဋ္ဌာကိုသွားတဲ့မင်းတို့ညီကိုချင်းကချစ်ကြခင်ကြတယ်အဲ့တော့မင်းမျက်နှာလေးမြင်လို့ရှိရင်တော့ငါတို့ကကုသိုလ်ကောင်းမှုလုပ်ပေးလိမ့်မယ်
ဆိုပြီးတော့ဘုရားတို့တို့ပြောလိုက်ကြပါဆိုအဲ့ဒါဘာလာလောက်တာတော့ပြောဆိုတဲ့အခါကျတော့ရှင်ဘုရားတဲ့တပည့်တော်တို့စားเสียလည်းမရှိပါဘူးတဲ့ဝတ်เสียလည်းမရှိပါဘူးတဲ့နေเสียလည်းမရှိပါဘူးတဲ့အဲ့တော့တပည့်တော်တို့စားเสียဝတ်เสียနေเสียမရှိတဲ့အတွက်ကြောင့်မို့လို့တပည့်တော်တို့အတွက်ကုသိုလ်လုပ်ပေးပါတဲ့ဘာလုပ်ပေးပါတဲ့လဲကုသိုလ်လုပ်ပြီးရင်လည်းပဲအမျှဝေပါတဲ့ကုသိုလ်လုပ်ပြီးရင်လည်းပါတယ်လေအဲ့ဒါလေးဘုန်းကြီးဒီနေရာလေးပြောချင်တာဘုရားတိုက်ဒီပိဋ္ဌာဘဝကိုရောက်သွားရင်ကကုသိုလ်လုပ်ခွင့်ရှိသလားဒီအကိုကြီးပိဋ္ဌာဟာဒီသဏ္ဍဝါဒီယဟနာမထေရကြီးတံမှာဘာလာတောင်းတာလဲပြောဘာလာတောင်းတာလဲအေးလူဘဝမှာလူရယ်လို့ဖြစ်လာတဲ့သူဒါပေမဲ့ကုသိုလ်ကောင်းမှုကိုလုပ်သွားလားအဲ့ဒါလူတောင်းဝန်မချေဘူးလူတောင်းဝန်ချေသလားဒါကြောင့်လန်လန်းသာပြီးတော့ပြန်လန်းကြတော့မလှတော့ဘူးလှသလားပိဋ္ဌာလန်းကိုလျှောက်သွားရတာပဲမလားအဲ့တော့သန္တာဝါဒီမထေရကြီးကဘာလုပ်ပေးရတော့ဆိုကုသိုလ်လုပ်ပေးရတယ်ဘာလုပ်ပေးရလဲဘုရားသားရဲ့အမေနဲ့ဖေနဲ့ငါတို့ကိုဆုံးသွားတာသူတို့ပိဋ္ဌာတွေဖြစ်နေကုသိုလ်ကောင်းမှုလုပ်အမေတို့ကြီးမှန်းပြီးတော့လူအဖေကြီးမှန်းပြီးတော့လူပေးတယ်အကိုကြီးတို့ကြီးမှန်းပြီးတော့လူပေးတယ်ကဲယဟန္တာများတော်မှဘုရားသားရဲ့ကုသိုလ်ကောင်းမှုလုပ်ပြီးတော့ပြန်ပြီးတော့အမျှဝေပေးရတယ်ပေးရလားမပေးရဘူးလားကဲအဲ့တော့တော်ပါပြီအဲ့တော့တရားရှိခင်စေကောင်းဝင်တဲ့သူတော်စင်တို့ကိုဘုန်းကြီးဗာပြောချင်နေတာတော့ဆိုရင်လူရယ်လို့ဖြစ်လာရင်ဘုရားသားရဲ့တာဝန်သိတော်လူသားတယောက်ဖြစ်ဖို့အရေးကြီးတယ်ဟုတ်တယ်မဟုတ်လားပိဋ္ဌာဘဝရောက်မှကုသိုလ်လိုချင်လို့အမျှဝေပါအောင်အမျှဝေပါအောင်နဲ့လျှောက်ပြောမနေနဲ့ပြောเสียမလို့အောင်ကိုလှုပ်သွားဟုတ်လားဘုရားသားရဲ့ပြောเสียမလို့အောင်ကိုဘာလှုပ်သွားမှာလဲကုသိုလ်လုပ်သွားမှထို့တဲ့အောက်ကိုကြည့်လိုက်လို့ရှိရင်ငရဲကြတော့ပိုဆိုးတယ်ငရဲကြတော့ဘာဖြစ်လဲမင်းနဲ့အမြစက္ကန့်နဲ့အမြငရဲပြီးမှငရဲတွေခံနေရတာအဲ့ဒါကုသိုလ်ကောင်းမှုလုပ်ခွင့်ရှိသလားဒါမြင်အထက်ဘက်ကြည့်ပြန်တော့လည်းပဲကုသိုလ်ကောင်းမှုလုပ်ခွင့်အလွန်နဲတဲ့အောက်ကြည့်ပြန်တော့လည်းကုသိုလ်ကောင်းမှုလုပ်ခွင့်မရှိဘူးဆိုတော့ကုသိုလ်ကောင်းမှုလုပ်ခွင့်ရှိတာဟာဘယ်ပြည်လဲကဲလူပြည်မှာလူသားတယောက်အနေနဲ့လူရလို့ဖြစ်လာရင်တရားကောင်းစဉ်လေးပြန်ပြောပါတယ်လေအဲ့တော့လူရယ်လို့ဖြစ်လာရင်ဆိုတဲ့တရားရဲ့နောက်မှာအဖြစ်ရှိပြီးသားပရိသတ်လူရယ်လို့ဖြစ်လာရင်ဘာလုပ်ရမလဲပြီးပါပြီတရားကဒါပါပဲအဲ့ဒါလူရယ်လို့ဖြစ်လာရင်ဘာလုပ်ရမလဲကုသိုလ်မေးနေရင်လူသားပိသသောလူပိသသောလူသားတယောက်ဖြစ်ပါမလားလာလန်းသာပြီးတော့ပြန်လန်းဖြောက်မှာမလားဒါကြောင့်မို့လို့အထက်ကိုကြည့်လဲမသိမကောင်းဘူးပရိသတ်အောက်ကြည့်တော့ပို့ဆိုးတယ်အဲ့ဒါတကယ်လှုပ်ခွင့်ရှိတဲ့အချိန်ကအခွင့်နဲ့အခါဘာနဲ့လဲဒါကြောင့်ဘုန်းကြီးတို့ဓမ္မလင်္ကာရဆရာတော်ဘုရားကြီးခဏခဏမိန့်တော်မူတဲ့စကားတစ်ခုရှိတယ်အခါကောင်းတော့လှုပ်ရတယ်တဲ့ဘာလဲဘုရားသားရဲ့ဆရာတော်ကြီးမိန့်တော်မူတဲ့စကားဘုန်းကြီးအမြဲတမ်းမှတ်ထားတယ်ဆရာတော်ကြီးနဲ့စကားပြောတဲ့အခါဆရာတော်ကြီးလာကြောတဲ့အခါအခါကောင်းတယ်ခဏခဏမိန့်တော်မူတယ်အခါကောင်းတယ်ဆိုတာဘုရားသားရဲ့ဒီပိဟာပြောတာမဟုတ်ဘုရားမြတ်စွာသာနာတော်ကြီးနဲ့တွေ့နေတာအခွင့်လူဘဝအခွင့်အရေးကိုရနေတဲ့ဒကာဓမ္မတွေကိုဆရာတော်ကြီးကအခွင့်အရေးရနေတဲ့ပို့တွေကအခါကောင်းမှအလုပ်လုပ်ကြအခါကောင်းမှဘာလုပ်ရမလဲအခုခေါင်းလောင်းကြီးအခါကောင်းတယ်ဘာကောင်းလဲဘုရားသားရဲ့အခါကောင်းတဲ့ခေါင်းလောင်းကြီးမှာဘုန်းကြီးတို့ဘုရားသားတွေလှူခွင့်မရဘူးလားအများကြီးပဲလှူကြတာဘုန်းကြီးတို့ဘုရားသားကြားပါတယ်အဲ့ဒါဒီခေါင်းလောင်းကြီးမှာလည်းလိုအပ်တာတွေရှိအောင်ပဲပေါ့ဟုတ်လားဘုန်းကြီးတို့များမလှူနိုင်ဘူးဘုရားသား2ရက်ခွဲလှူတာ9သိန်းလှူပြီးပြီဘယ်လောက်လှူပြီးပြီလဲအဲ့ဒါဓမ္မဘုန်းကြီးတို့ဘုရားသားကိုပြောမယ်ဘုန်းကြီးအတန်ကောင်းလားမကောင်းဘူးလားမြောက်ပေးဟဟလားမြောက်ပေးဘာဖြစ်လို့အတန်ကောင်းတာလဲအဲ့ဒါပဲနောင်ဘဝကျရင်ရွှေမအတန်လောက်ကတော့ဘာပြင်းအောင်ပြင်းသေးတယ်ဟုတ်လားဘုရားသားအဲ့ဒါတတ္တဒါနတဲ့ဘာဒါနလဲရူပဒါနတတ္တဒါနဂန္ဓဒါနရတ္တဒါနဖုဒ္ဓဘာဒါနဓမ္မဒါနဆိုပြီးတော့ရှိတယ်ဗျဘုရားသားနော်ရှိတယ်ဗျအဲ့တော့တတ္တဒါနဆိုတာအတန်အလှဘာအလှတဲ့လဲဂန္ဓဒါနဂန္ဓာယုံဆိုတာအမွေးနဲ့ရေမွေးတွေပါလေဘုရားမှာတခါတည်းပက်ဖြန်းတာပါညာဘုရားကျောင်းတော်မနေ့ကျတော့ရေမွေးနဲ့တန့်ရှင်းပြီးတော့ဂန္ဓကုတိဆိုတာကြားဘူးတယ်မဟုတ်လားဂန္ဓဆိုတာအမွေးရနမယ်ကုတိဆိုတာကျောင်းငယ်ပဲဟိုတော့ကတော့မြတ်စွာဘုရားသတင်းသုံးတဲ့ကျောင်းကိုစန္ဒကူသားတွေနဲ့ဆောက်ထားတာဘာနဲ့ဆောက်လဲစန္ဒကူဆိုတာနတ်ဖြူပဲစန္ဒကူဆိုတာဘာလဲအဲ့တော့မြတ်စွာဘုရားကျောင်းတော်ထဲဝင်သွားရင်မွေးတဲ့နတ်ဖြူနတ်ဘာနတ်လဲ
အဲ့ဒါဒီနေ့နှစ်သက်ဖြူကရှားတော့ဘာလို့လဲဘေးသားအခုတော့မြတ်စွာဘုရားကျောင်းတော်လဲစံတကူကျောင်းတော်လဲမဆောက်နိုင်တော့ဘူးနှစ်သက်ဖြူနဲ့မဆောက်နိုင်ဘူးနှစ်သက်ဖြူကဈေးကြည့်တာဟုတ်အဲ့တော့ဘာလို့ကြတော့ဘုရားကျောင်းဆောင်အမွေးနှံ့နဲ့ပူဇော်အောင်ဂန္ဓာယုံပေါ့အမွေးနဲ့ပူဇော်အောင်ဘာလို့တော့ဆိုရင်အခုအမွေးတိုင်ထွန်းတယ်ဘာလို့လဲမွေးတိုင်နဲ့တအားကြီးမထွန်းနဲ့ရလားတထုပ်လုံးဖောက်ပြီးတော့ထွန်းဘုရားတခါတော့မှောင်နေအောင်ပဲအဲ့တော့3တိုင်တော့5တိုင်လောက်တော်ပြီအဲ့ဒါဘုရားဂန္ဓာယုံအမွေးနှံ့နဲ့ပူဇော်တာဂန္ဓာဒါနဗာဒါနလဲကန္နာဒါနအဲ့တော့ဒီမှာပြောချင်တယ်ကတတ္တဒါနဗာဒါနလည်းပဲရေးသားရဲ့တတ္တဒါနဆိုတာတတ္တဆိုတာအတန်လှူတာပဲဘာလှူတာလဲပဲရေးသားရဲ့ဘာတန်တော့ခေါင်းလောင်းတာဘာတန်လည်းပဲရေးသားရဲ့ဒီခေါင်းလောင်းကြီးရထွက်လာတဲ့အတန်ဟာတာပြီးတော့အေးပြီးတော့ကြည်ပြီးတော့ကြားတဲ့လူရဲ့စိတ်ထဲမှာဩခေါင်းလောင်းတန်လေးကြားလိုက်ရတာဩသူတို့ကုသိုလ်ကောင်းမှုလုပ်တယ်ခေါင်းလောင်းထိုးနေတယ်ခေါင်းလောင်းထိုးနေတယ်ခေါင်းလောင်းတောင်ကြားတာနဲ့သာဓုခေါ်တယ်ခေါင်းလောင်းတောင်ကြားတာနဲ့ဘာလုပ်လဲအဲ့ဒါမှပြောခဲ့ပြရတဲ့ဘုရားသားကြီးဘာကုသိုလ်ကောင်းမှမလုပ်ဘဲနဲ့အလကားနေလေခေါင်းလောင်းခဏခဏသွားထိုးမနေနဲ့ကိုကြားလားအဲ့တချို့ကအဲ့ဒါဘုရားဘောရောက်သွားရင်ဘာလို့မသိပြေးသွားပြီးတော့လေဟာတခါတည်းအရင်မှမသိအဖျားမှမသိဘာမှနားမှထုဆရာမီအုတ်ခနဲ့ပြကောက်ထုရင်ထုတာမလုပ်ရဘူးဘုရားသားခေါင်းလောင်းထိုးတယ်ဆိုတာမှတ်ထားဘုရားသားကိုလှုပ်တဲ့ကုသိုလ်ကိုသူများအဝေးကနေကြားအောင်လို့ဘယ်ကကြားအောင်လို့လဲရှေ့ကခေါင်းလောင်းတောင်ကြားရဲ့ဟဲကုသိုလ်ကောင်းမှုလို့တာအများဝေးတာသာဓု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 ဟောသူများသာဓုခေါ်ဖို့လို့ဘာလို့ဖို့လို့လဲအချက်ပေးတာကိုလို့တဲ့ကုသိုလ်ကောင်းမှုကိုအများဝေးတာဒါကြောင့်ဘုရားတဲ့ရောက်လာရင်ဘုရားရှိခိုးမယ်ပဋိစိတ်မယ်မေတ္တာပို့မယ်ဘုရားဆွမ်းတော်ပန်းတော်ရေချမ်းကမ်းမယ်ပြီးတဲ့အခါကျမှဘာလုပ်ရမှာလဲအများဝေးပြီးတော့ခေါင်းလောင်းဘာလုပ်ရမှာလဲခေါင်းလောင်းထိုးအဲ့ဒါမှအစင်တိုင်းကြတာအဲ့ဒါမှသဘာဝကြတာဘာမသိညာမသိနဲ့ဘုရားတဲ့ရောက်လာပြေးလာပြီခေါလုံးကြီးပဲကွာခေါလုံးကြီးပဲကွာတောင်းဆိုသွားထုတယ်ဘာကုသိုလ်မှလည်းမလုပ်ဘဲနဲ့ခေါလုံးလာထုတယ်အဲ့ဒါတွေမှာတတ္တဒါနအတန်လှူဆိုတာမိမိလုပ်တဲ့ကုသိုလ်ကောင်းမှုကိုသူများသိအောင်ဒီခေါလောင်းနဲ့အချက်ပေးတာဘာနဲ့အချက်ပေးတာလဲဒါကြောင့်ဘုရားတွေမှာခေါလောင်းထားတယ်ဆိုတာအလကားထားခြင်းတိုင်းထားတာမဟုတ်အဓိပ္ပာယ်ရှိတယ်ရှိလားမရှိဘူးလားအဲ့ဒါကိုဘုန်းကြီးတို့ကျေးဇူးရှင်ဓမ္မလင်္ကာရဆရာတော်ဘုရားကြီးကအခွင့်အရေးရနေတဲ့တရားတော်မတွေကိုအခါကောင်းပေးလိုက်တာပဲဘာလို့ပေးလိုက်တာလဲသူခေါလောင်းကြီးရောက်လာပြီဟုတ်လားဒီတိုင်းကြီးထားတာကြည့်ကောင်းလားဘာလို့ဖို့လို့လဲအမိုးတို့ဘာတို့ဒီခေါလောင်းကြီးထားဖို့လို့နေရာထိုင်ခင်းလိုလားမလိုဘူးလားအဲ့ဒါပဲဘေးသားကြီးခေါလောင်းကြီးတိုင်းပြထားလို့မဖြစ်ဘူးအဲ့တော့တတ္တဒါနအတန်လှူတဲ့အဲ့ဒါလှူခြင်းတဲ့ပုဂ္ဂိုလ်တွေအဲ့ဒါဓမ္မလင်္ကာရဆရာတော်ဘုရားကြီးရှေးရဲဝရှင်းလို့ပေါ့အဲ့ဒါမိမိတို့ဒီကုသိုလ်ကောင်းမှုကကျေးဆိုတာဘုန်းကြီးခဏခဏပြောပြီးတယ်အေးဓာတ်ကိုဆောင်းပါတယ်ဘာကိုဆောင်းလဲဩမယုံရင်အဲ့ဒီခေါင်းလောင်းကြီးပါနဲ့တော့ကကြည့်တယ်အေးဒါပဲဟုတ်လားသွားထိအောင်အေးတယ်ဆိုတော့ထွက်လာတဲ့အသံဟာလည်းအေးမှာပဲဟုတ်လားဘယေသားကြီးအဲ့တော့အေးခြင်းတဲ့ပုဂ္ဂိုလ်တွေဘာလို့อ่ะခေါင်းလောင်းလှူဘာလှူရမှာလဲဘယေသားကြီးအသံကောင်းခြင်းတဲ့ပုဂ္ဂိုလ်တွေဘာလှူမလဲခေါင်းလောင်းလှူအဲ့ဒါပဲဘုန်းကြီးပြောချင်တာအဲ့ဒါပဲအဲ့တော့ဆရာတော်ဘုရားကြီးခဏခဏမိန်တော်မူတဲ့စကားတစ်ခုရှိတယ်ဘယေသားကြီးအခွင့်အရေးကတော့ရပြီးသားအခါကောင်းတဲ့ကြုံဖို့ရေးကြည့်တယ်ဆိုတော့အခါလည်းပါဖြစ်တယ်အဲ့ဒီတော့လူလောကကိုရောက်လာရင်လူရယ်လို့ဖြစ်လာရင်အခွင့်အရေးကောအခါကောလက်မလွတ်ပါသေးနဲ့လို့ကုသိုလ်လုပ်ခွင့်ရှိတာလူပြည်ပဲဟုတ်တယ်မဟုတ်လားဒါကြောင့်ကုသိုလ်ကောင်းမှုတရားတွေနဲ့ပြောင်းမွေးနိုင်ကြပါစေဆိုတဲ့ရည်ပဲချက်ဖြင့်ဒီနေ့ဟောတဲ့တရားပရိသတ်ရေကိုင်းလိုက်ဆိုပါလူပြည်ဆိုတာအများဆုံးမို့မပြခြင်းသုံးတရားသည်မျိုးရိုးစင်လာသဘာဝနဲ့ယရနာဟုသမျှစုံလှသည်ရိုက်မင်းကုညီဘာသာတလေးနဲ့ပျော်မွေလာတဲ့မြမပြည်ရှေ့စင်လာဟောင်းရိုရာကောင်းကိုထလောင်းကျင်ရမည်အဲ့ဒါမှဓမ္မပါဠဘဝတာယာမည်လူပြေဆိုတာအများဆုံးမို့မပြခြင်းသုံးတရားသည်မျိုးရိုးစင်လာသဘာဝနဲ့ယရနာဟုသမျှစုံလာသည်ရိုက်မင်းကုညီဘာသာတလေးနဲ့ပျော်မွေလာတဲ့မြမပြည်
ရှေ့စင်လာဟောင်းရိုးရာကောင်းကိုဒီရှေ့ကအစင်လာသူတော်ကောင်းကြီးတွေလောက်ခဲ့တဲ့အစင်လာတခုဘုန်းကြီးတို့ခေါင်းလောင်းသမိုင်းများလိုက်လေ့လိုက်တဲ့အခါကျတော့စင့်ကူမင်းခေါင်းလောင်းတော်ကြီးတဲ့ဓမ္မတိမင်းကြီးခေါင်းလောင်းတဲ့ဟောဘုန်းကြီးတို့ကျူးကျူးကြော်ကြော်ပေးရတဲ့ဘရင်တော်မင်းတရားကြီးကလေဟိုးရွှေစည်းကုံဘုရားကြီးမှာခေါင်းလောင်းတစ်ခုသွားလှူဘူးတဲ့ကြည်စမ်းရှေ့ကပုဂ္ဂိုလ်ကြီးတွေမင်းကောင်းမင်းမြတ်တဲ့ရှေ့ကဆော်တော်ကြီးတွေဘာလို့ကြလဲဒီခေါင်းလောင်းတော်ကြီးတွေကမင်းကောင်းခေါင်းလောင်းကြီးတွေကြားဘူးတယ်မလားမင်းကောင်းခေါင်းလောင်းကြီးဘယ်လိုလှူသွားတာလဲမသိတာကောင်းတယ်မင်းကောင်းခေါင်းလောင်းသမိုင်းပြောနေညနေ9 နာရီထိုးသွားလိမ့်မယ်ဟုတ်လားအဲ့တော့ထားလိုက်တော့အဲ့တော့ဓမ္မဘကိုးကခေါင်းလောင်းကြီးကဘယ်သူဥစည်းပြီးတည်တာဓမ္မလင်္ကာရဆရာတော်ဘုရားကြီးဘယ်သူဥစည်းတည်တာလဲအဲ့ဒါကိုယ်သမိုင်းကိုရေးတာပဲဟုတ်လားဘုရားသားရေဟန်တာဝတိပဲကူရွှေမြို့တော်မှာသမိုင်းတစ်ခုဒီနေ့စိုက်ထူနိုင်ပါပြီဟာဘကိုးမှာခေါင်းလောင်းကြီးရှိတယ်ခေါင်းလောင်းကြီးဟာဒီခေါင်းလောင်းကြီးပြီးတော့နောက်ဆိုရင်နောက်သမိုင်းမှာဘုန်းကြီးတို့ပြေးတယ်ဒါဘာပါလာမလို့ဆိုလို့ချင်းဓမ္မလင်္ကာရဆရာတော်ဘုရားကြီးဥရှိပြီးတော့9 ရက်သားသမီးများစုပေါင်း၍ဒီခေါင်းလောင်းကြီးလူတန်းသည်ဆိုတော့သမိုင်းမှာကြံခဲ့မလားမကြံခဲ့ဘူးလားနောက်အနှစ်100နောက်အနှစ်200နောက်အနှစ်300နောက်အနှစ်400နောက်အနှစ်500ဟိုတုန်းကလူတွေတရားကောင်းလိုက်တာဒီခေါင်းလောင်းကြီးဘယ်လိုလုပ်တယ်လဲမသိဘူးဟောဒီခေါင်းလောင်းကြီးဘယ်လိုလုပ်ပြီးတော့သူတို့လုပ်သွားလဲမသိဘူးဒါသမိုင်းဆိုတာဘေးတိုင်းကိုယ်သမိုင်းကိုရေးရတာပဲနော်အဲ့တော့စင်ကူမင်းခေါင်းလောင်းတော့တဲ့ဓမ္မတိမင်းခေါင်းလောင်းတဲ့ဘုရင်တော်မင်းကြီးရဲ့ခေါင်းလောင်းတဲ့နော်မင်းကောင်းခေါင်းလောင်းကြီးတဲ့စာကြည့်သည့်အပြင်ဒါရှေ့အစင်အလားရှေ့ကပုဂ္ဂိုလ်တွေလည်းပဲဒီလိုပဲဟလာကုသိုလ်ကောင်းမှုကိုအမျှဝေဖို့လို့ကုသိုလ်အတန်ကိုအဝေးကကြာသာဓုခေါ်ဖို့လို့ဆိုပြီးတော့တတ္တဒါနအတန်လူနေအပြင်ဒီခေါင်းလောင်းကိုလူကြပါတယ်လို့အဲ့ဒါဘကိုးမှာထူးထူးခြားခြားထူးထူးကဲဒီကျေးစနုတော်ကြီးပြီးသည့်နောက်မှာဒီကျေးခေါင်းလောင်းတော်ကြီးဒါတော့ဘုရားသားကျေးဆိုတာဘုန်းကြီးကပြောတော့အေးဓာတ်ကိုဆောင်းထားပြီးသားပဲဆိုတော့အဲ့ဒါဒီခေါင်းလောင်းတော်ကြီးရဲ့ကုသိုလ်ကောင်းမှုကဒီနေ့ပေါ့ကျတော့ဘုရားကြီးရဲ့ဝိဇာတမွေးနေ့ပွဲမှာအဲ့ဒါတဆန်းသမျှလူတဲ့ပုဂ္ဂိုလ်တွေလည်းလူကြတယ်ပေါ့နောင်လည်းပဲအဲ့ဒါလူဖို့လို့အစီအစဉ်တွေရှိတဲ့အတွက်ကြောင့်မို့လို့ရှေ့ကသူတော်ကောင်းကြီးတွေလည်းပဲဒီလိုပဲလှုပ်သွားတာရှိတော့ရှေ့စင်လာဟောင်းရိုးရကောင်းဗာလဲဘုရားအဲကြောင့်ဆိုလိုက်ပါရှေ့စင်လာဟောင်းရိုးရကောင်းကိုထလောင်းကျင်ရမည်အေဓမ္မဓမ္မပါဠဘဝတာယမိတေတိတောမေအယံဓမ္မောဗုဒ္ဓေနာဟစ္စာပါတိတောဒေနာသဗေဒုက္ခယန္တုဇနာအိဋ္ဌသမင်္ဂိနောဗုဒ္ဓေနာအရဟံတသုတယံဘုကိုင်းတုနိုင်မမြင်ခောရမဘုရားရှင်သည်အာဟစ္စာပါတိတောထံကတိုင်းဘယပြသာထိခိုက်ရွဆိုရဟောကြားအပ်သောအယံဓမ္မောလူရဲလို့ဖြစ်လာရင်လို့အမည်ပေးထားတဲ့ဓမ္မကတာဒေသနာတော်မြတ်ကိုမေဘယငါသည်ဒေတိတော်1383ခုဝါကောင်းလာပြီနေပဲကူမြို့ဥဒ္ဒါမြို့သည်တမ္ပါလောဟမဟာမုနိကျေသွန်ဘုရားကြီးမှာတတ်တော်ရှိဓမ္မလင်္ကာရဆရာတော်ဘုရားကြီးတတ်တော်62နှစ်ပြည့်ဝိဇာတမွေးနေ့မင်္ဂလာပွဲရှင်နွယ်ကနေကြကုန်သောမျိုးကောင်းသားမျိုးကောင်းသမီးပေါင်းသူတော်ကောင်းတို့သိစေမစေကျင့်ကြံနိုင်ကြပါစေဤနေ့ဖြင့်ကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပြီတေနထို့သို့စီဘူးဓမ္မဒါနဓမ္မသဝနာဘာဝနာမယပုံညကရိယာကုသိုလ်ထူကြောင်းတပေကျွဲ့မဲ့အုတ်သုံးလုံးစုံကုန်သောဇနာတရားနာရောက်လာပေါင်းများစွာတို့သည်အိဋ္ဌသမင်္ဂိနောမိမိတို့အသီးအလိုရှိရတောင်းတအပ်သောအိဋ္ဌမင်္ဂလာကျက်သေးဖြာဖြာတို့နှင့်ပြည့်စုံကြကုန်သည်ဖြစ်၍ဒုက္ခယံတုယနေ့ကသာနိဗ္ဗာန်ရောက်ကြသည့်ဘဝတိုင်အောင်စိတ်ရွှင်လန်း၍ကြမ်းမာချမ်းသာသာရှိတော်မူနိုင်ကြပါစေကုန်သတည်း